Hallelujah တောင်းနေတဲ့အရှိအနောက်တောင်မြောက်လက်ကြည့်တော့ကောင်းချီးပေးအောင်တောင်းနေတဲ့ Hallelujah Amen 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 Hallelujah Amen ထိုင်လို့ရပါပြီထိုင်လို့ရပါပြီ Hallelujah ကျွန်တော်ဒီပြီးခဲ့တဲ့ Saturday ရောက်ပါဗျာပြီးခဲ့တဲ့ Saturday ဆိုတာမနေ့ရောက်ပါဗျာ Saturday မှာကျွန်တော်တချင်းလေးပို့တက်လာတယ်ဗျ online မှာလေညနေထိုင်းစံတော်ချိန်ညနေ9:00 နာရီမှာတက်လာရှင်လေဂျေဇူးတင်တယ်တဲ့ဂျေဇူးတင်တယ်တေးရဆရာစောတာဆရာစောတာလက်ခုပ်တီးတယ်လက်ခုပ်တီးဆရာစောတာဆရာစောတာအရန်နေစီးဆင်းနေတယ်ဆရာစောတာအရန်နေစီးဆင်းနေတဲ့ Hallelujah Amen ဆိုဒီနေ့အဲ့တရှင်းလေးကိုသူများ online မှာနားထောင်နေချိန်မှာတို့က on-site မှာနားထောင်မှာကွာဆိုတော့အဆိုတော်တွေဖျားခင်ပြင်ဆင်ထားတယ်အဆိုတော်ပဲမဟုတ်တို့မိသားစုတွေကရုပ်ရှင်မင်းသားမင်းသမီးတွေထက်တော့မှဟိုတရုပ်ဆောင်တက်သေးတယ်နော်ဆိုတော့ဂျေဇုတင်တယ်ဆိုတဲ့တရှင်းလေးထဲမှာပါဝင်တီဆိုချီးမွမ်းထားကြတော့လေအနောင်စားထားတယ်အဆိုတော်နဲ့တရုပ်ဆောင်မှာရှေ့ကိုရှင်မြင့်ပေါ်တော့လေတက်လာဖေးဖို့ရန်အတွက်အလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်ဒါတွေပါလာမယ်ဒါတွေပါ Good Amen လာကြပါစင်မြင့်မော်တခါတည်းတက်ပြီးတော့ never လှုပ်ရှားကြတာပါ Amen ဟာမထားတော့တော့မနိုင်ဘူးနော်ချိုဘကွန်းနဲ့ဖွဲ့လဲပါလာသေးတယ်ဒါဘကွန်းနဲ့ဖွဲ့မလုံးနဲ့ဟုတ်ပြီ online တေချာကြည့်နော်ခုန online အတန်နေပြတ်သွားတယ်အခုပြတ်လို့မရဘူးဒီသချင်းမှာပြတ်ခွင့်မပေးဘူးဆရာအထူးဖြင့်ဟိုဆရာမမိုးရဲ့မိုက်ပြတ်ခွင့်မရှိဘူးယေရှုနာမနဲ့ Hello.
ဘယ်တော့မှမထိုက်တန်တော့ညာလည်းပဲဝန်ကန်ခြင်းနဲ့မှဖျားတခင်တခုပြီးတခုဂျေဇုပြုနေတယ်ဆိုတဲ့အရာကိုခံစားရတာဖြစ်တယ်ကျွန်တော်အနေနဲ့တခြင်းမစိုးတတ်ဘူး music ဆိုတော့ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ရပါမယ်ဖျားတခင်ကတခုပြီးတခုဂျေဇုတင်ကြတယ်အများကြီးပေးနေတာဖြစ်တယ်ဒီကြောင့်မို့ဖျားကိုလည်းဂျေဇုတင်တော့ဂျေဇုတင်တဲ့တက်တာနှလုံးသားဖြစ်လာတခုပြီးတခုဖြစ်ပေါ်လာအောင်ချီးမွမ်းတတ်လာအောင်ရေးဆက်တည်ကုန်းပေးတဲ့ဆရာစောသားဖျားရှင်ထူပိတ်တိတ်ပါစေရောက်ချစ်ဆရာဖျားကောင်းချီးပေးပါစေ Amen. Tromaire. Home City. Home Set 1 mà cha kinh trên bộ thoát mẹ. Xia u sao mi. Trên bộ thoát mẹ. Hallelujah. Home Set 2 à bà lệ. Xia su. Thoát mẹ. Đã Home Set 3 lại đã. Đã Home Set 3. Tân nếp gì? Home Set 1 à? Tân nếp gì? Home Set 4 là thoát mẹ. Xia boi. Home Set 4. Home Set 4 bên mà lệ. Hậu là, sao mà nó này mà hậu bị Home Set 4. Biên ha, ở ta này vậy nên nhị thả. Sao mà Esther đâu xí? Hả? Ha, sao bỏ đâu? Hậu là. Wow. Bây giờ media team trên đó audio David Nessamia đó bộ. Long chăn nói đã về. Hallelujah. Phía trên im đama công nhận để phía trên phía đấy. Amen. Con này quá, ta chiến trâu con, khán giả là, mamu, anh gì mày đấy, nó, mày đấy, tụt lâu đấy, high pitch này chui vào à, rocka thằng nó, rocka, nó cô sẽ sang rocka ở dưới thằng à, sẽ sang pop. Xia xiao pop. Xia xiao này xia đi về lại trên bộ một chạc hiện thoát là vào đâu mày. Hallelujah. Ấy đi thoát bị mà số ba mày. Ấy số đấy chỉ mà xia xiao mong ngô bố sụt tông bị ba. Xia xiao mong ngô bố sụt tông ba. Xia cái phố này Total di cross net, total line Set aja no, belum ne. Hallelujah. Pastor Patrick, we are so blessed by your ministry and by your teaching. May God continue to use you mightily for His kingdom, for His glory, and may God open wide door for you to nation to preach the gospel. I believe that. And also may God grant you life partner. Yeah. You're leaving on Tuesday? I see. This is your family. You can come back at any time. We open the door for you 24 hours, 7 days a week. Before you come, please let Pastor Sean or Pastor Suot know. So they will come and pick you up at the airport, and they might take you to Thai restaurant and give you pakapao, something. Anyway, love you. God bless you, Pastor. Hallelujah. Cho nó chiến đấu số lùi làm nè. Home Set 1 à chim one là số đó. Home Set 3 à chim one là số đó. Thì à bà Home Set màမရှိဘူးဖြစ်နေတော့
Okay ချင်းဝမ်းမယ်အတားတို့နင်တို့ကြိုက်တာတီးလိုက်အလကားစားအလကားစားနင်တို့ရှော့မလို့လား Okay ဆရာတီးတယ်လို့လေဝန်ခံခြင်းမှုပဲပြုရှင်တယ်ဆိုတော့တို့ဟိုချင်းမဲ့ဆိုမယ်ဒါဝိတ်ကောင်းကြီးဆိုမယ်ဟုတ်လားနော်ဒါဝိတ်ကောင်းကြီးရှင်းမမယ်ဒါဝိတ်ကောင်းကြီးရှင်းမမယ်ခေါင်းစဉ်ရပါလဲဒါဝိတ်ကောင်းကြီးပဲဟုတ်ပြီအစာသားရင်တော့လို့လားလုတ်သမျှတိုင်းမှာ Okay ရပြီအဲ့ဆိုရပြီလုတ်သမျှတိုင်းမှာအောင်မြင်သူပြုသမျှမှုမှာထားမြောက်သူအတွေ့တိုင်းကအကောင့်ထဲပေါ်လာဝိညာဉ်တော်ပြမစားခြင်းပါသူမျက်နှာသာခံစားရကောင်းကြီးခေါ်ပလာဟာမြေရှမ်းရဲ့ရှိတာကျေးဇူးတော်တတ်ပါကျွေးမဲ့ထုတ်ဖို့ဝါကြွားရလုံလောက်ယုံမကဟိုရှာလို့နေကိုတန်နိုင်စွမ်းကြောင့်မဟုတ်တာတိချတယ်ကျေးဇူးတော်ရနိုးဒီပဲဘဝမှာပေါ်လွင်ထင်ရှားလို့နေပါတယ်ဝါကြွားတဲ့ခုအယေရှုပဲတိုင်းထလို့လေးလာနေဘုံနေဟောထားတယ်ဘဝရှောင်းလုံးတွင်လုံခြုံစိတ်ချမှုတွေပြည့်နေတရှင်စေတယ်စတယ်ပြောဆိုရလုံသမျှတိုင်းမှာအောင်မြင်သူတင်ဝန်ခရတဲ့ဖြစ်ပါစေပြုသမျှမှုမှာထားမြောက်သူအတွေ့တိုင်းကအကောင့်ထဲပေါ်လာဝိညာဉ်တော်ပြမစားခြင်းပါသူမျက်နှာသာခံစားရကောင်းကြီးခေါ်ပလာဟာမြေရှမ်းရဲ့ရှိတာယေရှုတော်တတ်ပါချွေမဲ့ထုတ်ပေါ်ဝါကြွားရလုံလောက်ယုံမကဟိုရှာလို့နေကိုတန်နိုင်စွမ်းကြမဟုတ်တတ်သိချတယ်ယေရှုတော်ရနိုးပြေပဲဘဝမှာပေါ်လွင်ထင်ရှားလို့နေပါတယ်ဝါကြွားစတဲ့ခုအယေရှုပဲတိုင်းတလုံးလေးလာနေဘုံနေဟောချတယ်အဘွားရှောင်းလုံးတွားလုံခြုံစိတ်ချမှုတွေပြင်းနေတရှင်စိတ်နဲ့ကိုရဲ့ချမ်းသာကိုဒီစောရှာလို့နေကိုတန်နိုင်စွမ်းကြောင့်မဟုတ်တတ်သိချတယ်ယေရှုတော်ရနိုးပြေပဲဘဝမှာပေါ်လွင်ထင်ရှားလို့နေပါတယ်
လုံးကျွမ်းလုံးကြုံစိတ်ချမှုတွေဒီနဲ့တရှိစေတယ်ဒီဝန်ခံတဲ့တဲ့အတ္တမဖြစ်ကိုဖြစ်လာမှာဆိုတော့ယုံကြည်တယ်အာမင်ဒီတခြင်းတိုင်းပဲတင်းရဲ့2026ဖြတ်သန်းတဲ့တောက်လျှောက်မှာဒီမင်္ဂလာတွေတင်း၌ဖြစ်ပြီးဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာပါတယ်အာမင်ဟာလေလုယာဖခင်နာမဘုန်းကြီးပါစေလုံးမြတ်မှာအောင်မြင်တဲ့သူတွေဟာတင်ဖြစ်ပါတယ်ပြုသမျှအမှုမှာအကြံထမြောက်တဲ့သူဟာတင်ဖြစ်ပါတယ်အာမင်ပြောသမျှစကားတိုင်းကမကြခင်မှာတင်မြင်တွေ့ရမယ့်အရာတွေဖြစ်လာလိမ့်မယ်ယုံကြည်တဲ့သူအာမင်ထူရအောင်အာမင်ဖခင်နာမဘုန်းကြီးပါစေအေဖာဩရာစာခန်းကြီး1ကိုဒီနေ့စတင်ပြီးတော့မှကြည်ကြရအောင်အေဖာဩရာစာခန်းကြီး1အငယ်1ကနေစပြီးတော့ကျွန်တော်တို့ဆင်ခြင်ကြရအောင်ဤထာရပပရှုထိုဒကိုပိုရှာထာရမခါစီတေယဘာ Thank you Lord Jesus 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 Thank you Lord Jesusဘုရားခင်အလိုတော်အပြင်ယေရှုခရစ်တမန်တော်ဖြစ်တော်ငါပေါလုသည်အေဖတ်မြို့၌နေတော်သက်ရှင်သူဒီဟုသောယေရှုခရစ်ကိုယုံကြည်တော်သူတို့ကိုကြားလိုက်ပါ၏ဒီကျမ်းပိုက်ကိုတေချာကြည့်တဲ့အခါမှာဘသူတွေအဓိကပြောနာလဲဆိုတော့ယုံကြည်တော်သူတွေကိုရေးနေတာဖြစ်တယ်ဆိုကျမ်းစာတစ်ပိုက်ကိုအစဖွင့်ပြီးဆိုတာနဲ့ဒါဘသူကိုပြောနာလဲမယုံကြည်သူကိုပြောတာလားယုံကြည်သူတွေကိုပြောတာလားပိုင်းခြား၍ကျွန်တော်တို့သိရမယ်မယုံကြည်သူကိုပြောတဲ့စကားကိုယုံကြည်သူကိုပြောတဲ့စကားထင်ပြီးတော့မှကျွန်တော်တို့ကတစ်ခါလေမှာ misinterpret လုပ်တာမှားတတ်ပါတယ်ဒါကြောင့်ဒီကျမ်းပိုက်ကပြောနေတာဘာလို့ပြောလဲဆိုတော့ယေရှုခရစ်ကိုယုံကြည်သောသူတွေကိုရေးနေတဲ့စာဖြစ်ပါတယ်အဖေဆက်ပြီးတော့တွားကြရအောင်သခင်ယေရှုခရစ်နှင့်ငါတို့အပဒီဟုသောဘုရားသခင်အထံတော်ကကျေးဇူးတော်နှင့်ညီသက်ခြင်းသည်သင်တို့၌ရှိပါစေအာမင်အားလုံးထူကြရအောင်ပြန်ဖတ်ကြရအောင်သခင်ယေရှုခရစ်နှင့်ငါတို့အပဒီဟုသောဘုရားခင်ထံတော်ကကျေးဇူးတော်နှင့်ညီသက်ခြင်းသည်သင်တို့၌ရှိပါစေသောအာမင်ဆက်သွားရအောင်ငါတို့သည်ဘုရားသခင်ရှိတော်၌မေတ္တာအားဖြင့်တန်ရှင်းလျက်အပြစ်ကင်းလွတ်လျက်ဖြစ်မည်အကြောင်းဤကဘာမတိမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်ခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေဒီ3နဲ့4ကအင်မတန်မှအရေးကြီးတာဖြစ်တယ်ဆိုတော့3နဲ့4ကိုကျွန်တော်တို့ပြန်ပြီးတော့မှတေချာကြည့်အောင်ငါတို့ဒီဘုရားသခင်ရှိတော်၌ဒါရေးကြည့်တယ်ဘယ်သူရှိမှာလဲဘုရားသခင်ရှိအာဟာတခါတလေမှာတို့ကလူတွေရှိမှာပဲမျက်နာရဖို့လူတွေရှိမှာပဲအထင်ကြီးခံဖို့လူတွေရှိမှာပဲချီးမွမ်းခံရဖို့လုံနေတဲ့သူတွေအများကြီးရှိတယ်အဓိကကတို့ကဖခင်ရဲ့မျက်မှောက်တော်လို့ပြောတယ်ဖခင်ရဲ့ရှေ့တော်မောက်မှာကိုကသွာလာနေရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖခင်ရှေ့မှာကိုဘသူလဲဘလို့ပုံစံနဲ့ရက်နေတာလဲဆိုတာသိဖို့အင်မတန်အရေးကြီးတယ်ဖခင်သခင်ရှေ့တော်၌မေတ္တာအားဖြင့်တန်ရှင်းလျက်ဆိုတဲ့သဘောပေါ်မှာဒီမနက်ဆရာဒေးဗစ်လာကဥစ္စာပေါ့နော်သတင်းလေးတစ်ခုဖတ်လိုက်တဲ့အခါမှာသတင်းလေးတစ်ခုဖတ်တာထက်သတင်းတစ်ခုနားထောင်တဲ့အခါမှာတော်တော်စိတ်မကောင်းဖြစ်ရတာဘာကြောင့်လဲဆိုတော့တကယ် true gospel ကိုနားမလည်သေးဘူးဆိုတာကိုဆရာသိလိုက်တော့တော်တော်လေး burden ဖြစ်တယ်Donald Trump လေ President Donald Trump ကသူကဘာပြောလဲဆိုတော့ဒီအခုစစ်ပွဲတွေအဓိကတိုက်နေတဲ့အရာတွေအားလုံးကဥစ္စာပေါ့နော်သူကောင်းမှုကုသိုလ်ပြုနေတာပေါ့ဒါသူဒါတွေလှုပ်ဆောင်နေခြင်းအပြင်ကသူလုံးဝယုံကြည်တယ်သူကောင်းကင်နိုင်ငံရောက်မယ်ဆိုတာဒါသူလှုပ်ရမယ့်အလုပ်တွေကိုသူလှုပ်ဆောင်နေတာပေါ့အခုသူဖြင့်သူယူကရိန်းတို့ဘာတို့အဓိကသူ support လုပ်ပြီးတော့လှုပ်ဆောင်တဲ့ဟာတွေအားလုံးကဒါတွေကသူကောင်းမှုကုသိုလ်ပြုနေလို့သူခံယူထားတယ်ဆိုတော့ဘာပြောချင်တာလဲဆိုတော့တကယ်ပဲစစ်မှန်တဲ့ကယ်တင်ခြင်းအဲ့ဒါမှမဟုတ်တာ That's not true gospel that true gospel လုံးဝမဟုတ်ဘူးဒီစစ်ပွဲတွေတိုက်ပြီးတော့မှအကောင်းဆုံးသူလှုပ်ဆောင်ပေးနေကဘာကြီးကိုဆိုတော့ဆရာဒီနေ့ဒီသတင်းကိုနားထောင်လိုက်တဲ့အချိန်မှာတော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်အဓိကပြောပြချင်တာ
တို့တွေကလှုပ်ဆောင်ခြင်းပေါ်မှာ base လုပ်နေရင်လှုပ်ဆောင်မှုပေါ်မှာအခြေခံပြီးတော့သွားနေရင်ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာကိုတို့ကညှင်းပယ်တာနဲ့တူတူပဲယေရှုလှုပ်ဆောင်ပေးခဲ့ခြင်းကိုညှင်းပယ်နေတာနဲ့အတူတူပဲဖြစ်သွားတယ်အဲ့ဒါကြီးကတော်တော်လေးစိတ်မကောင်းစရာကောင်းတဲ့အရာဖြစ်တယ်ဆိုတော့ယုံကြည်တဲ့တကယ် true gospel ကိုသူတကယ်သဘောပေါက်နားလည်သွားပါစေလို့ဆရာအနေနဲ့ဆုတောင်းတယ်ပြီးတော့မှသူ့နာမှာဒီလောက်ယုံကြည်သူတွေရှိနေဘာကြောင့်အင်္ဂလိပ်ကိုပြက်ပြက်သားသားမပြောကြတာလဲဆိုတာကိုဆရာစိတ်မကောင်းဖြစ်မိတယ်ကွာဒါကြောင့်တို့တွေလည်းတတိထားမယ်အပိုင်းရှိတယ်လူကြီးတွေရှေ့မှာတို့ကျေးဇူးတော်ကြောင့်တနေ့မျက်နှာရလာတဲ့အချိန်ကျရင်ရေးလိုက်ငားလိုက်လှုပ်ပြီးတော့မှတို့အကြိုက်လေးတွေရှောက်ပြောနေမယ်အစားနေရမရရင်နေပါစေပြက်ပြက်သားသားအင်္ဂလိပ်တရားပေါ်မှာရက်တက်တဲ့သူတွေဖြစ်ဖို့တော့တင်းတို့ဖျားရှင်ကောင်းကြီးပေးပါစေဆရာယုံကြည်တဲ့ဒီနေ့မှာဖျားခင်ဆရာကိုကြောင်းမဖွင့်ခင်မှာဘာစကားပြောလဲဆိုတော့ဒီကျောင်းသားတွေထဲရနေဒီနေ့နိုင်ငံခေါင်းဆောင်တွေဖြစ်လာမဲ့သူတွေရှိတယ်နိုင်ငံကိုပြန်လဲပြီးအကျိုးပြုမဲ့သူတွေရှိတယ်ဒါကြောင့်ဆရာ mindset ကိုအဓိကပြောင်းခိုင်းတာ change your mind change your mind change your mind change your perspective change your mind ဆရာအလကားပြောတာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့တင်းရဲ့ mindset ကအင်မတန်မှအရေးကြီးတာဖြစ်တယ်တင်းရဲ့အတွေးခေါ်ကတင်းရဲ့အနာဂတ်ကိုပြောင်းလဲသွားစေမှာဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ negative အတွေးခေါ်တွေကိုတင်းအထက်ကနေထုတ်နိုင်တဲ့လောက်ထုတ်ပြီးတော့မှထုတ်နိုင်တဲ့လောက်ထုတ်တာမို့နေ့ရက်စဉ်တိုင်းမှာအဲ့ဒီအတွေးခေါ်အနှုတ်လက္ခဏာအတွေးခေါ်များကိုနှုတ်ကပတ်တော်နဲ့ဖယ်ရှားပြီးတော့မှနှုတ်ကပတ်တော်နဲ့ဖယ်ရှားပြီးတော့မှအတစ်တော်အတွေးခေါ်များဖျားသခင်ရဲ့ကောင်းကင်နိုင်ငံသားများဖျားသားသမီးများအတွေးခေါ်များများပြန်ထည့်ဖို့အရေးကြီးတယ်ဒီလောကကြီးကနေ့ရက်စဉ်တိုင်းမှာတို့ကိုလောကသားတွေတွေးတဲ့အတိုင်းတို့တွေးခိုင်းတာဖြစ်တယ်လောကသားတွေတွေးလို့တို့တွေးရတာမဟုတ် be ye transformed by the renewing of your mind be ye transformed by the renewing of your mind တင်းရဲ့အနာဂတ်တင်းရဲ့အတ္တတာရာကြီးမားသောတိုးတက်ပြောင်းလဲခြင်းအတ္တတာဖြစ်ခြင်းနဲ့ဆိုရင်ဖျားသခင်ပြင်ဆင်ထားတဲ့နေနမိတ်တဲ့တင်းတကယ်ဝင်စားခြင်းနဲ့ဆိုရင်တင်းပြောင်းရမှာတင်းရဲ့အတွေးခေါ်ဖြစ်တယ်လူကအကျင့်ပြောင်းမှုစဉ်းစားတယ်အကျင့်ပြောင်းမှုမစဉ်းစားနဲ့တင်းရခင်တော့တွေးတဲ့ပုံစံတိုင်းပြန်မတွေးပဲနဲ့ဖျားတွေးခိုင်းတဲ့တိုင်စဉ်းစားခိုင်းတဲ့တိုင်တင်းစဉ်းစားတက်လာမယ်ဆိုရင်တင်းဟာသူများနဲ့မတူတဲ့အောင်မြင်ခြင်းကိုရမှာဖြစ်တယ်ဒါကြောင့်ယောရှုဘာပြောလဲဆိုတော့ယောရှုမစာခန်းကြီး1ငယ်8မှာဘာပြောလဲထိုနာဂတိထိုပြည့်ညတ်တိကျမ်းစာ၌ရေးသမျှတော့ကိုကြည့်မြဟုစောင့်ရှောက်ခြင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ပဲမနေနင်းညမပြတ်ကြည့်ရှုဖတ်ရမယ်တို့ပြည်လင်တင်ဒီဘာဖြစ်လဲအကြံထားမြောက်၍အောင်မြင်လိမ့်မယ်ဟုတ်ပြီယောရှုဘယ်လိုဟောရှေသွားလို့တာဆိုတော့ယောရှုရဲ့တွေးခေါ်ပုံပြောင်းသွားအောင်ဖခင်ကဘာပြောလဲဆိုတော့ယောရှုမင်းဟိုတော့မင်းဆရာကြီးနောက်ပဲမင်းကလိုက်ပြီးတော့မှတွေးခေါ်တတ်တယ်မင်းဆရာကြီးကဟလာမင်းဆရာကြီးမောရှေရှိနေမင်းအားလုံးစင်ပြေနေတယ်မဟုတ်ဘူးမင်းရဲ့အတွေးခေါ်ကအဓိကဖြစ်တော့ကြောင်းထိုပညတ်တိကျမ်းစာနဲ့ရေးသမျှအတိုင်းကြင့်မြည်ဟုစောင့်ရှောက်ခြင်းအလို့ငါဘာလို့လဲကျမ်းစာကိုမဖတ်မရွတ်ပဲမနေနင်းညမပြတ်ကြည့်ရှုဖတ်ရမယ်ဆိုနင်းညပြတ်ကြည့်ရှုဖတ်ရတဲ့ခါမှာဘာဖြစ်လဲတဲ့तू ကဘာဖြစ်သွားဆိုနင်းညမပြတ်စင်ကြအောင်မေးတဲ့အခါမှာ तू ရဲ့အတွေးခေါ်ဘာဖြစ်သွားလဲဆိုတော့ဖယားသခင်တွေးစေလို့တဲ့အတိုင်း तू တွေးတတ်လာတယ်ဒီနှုတ်ပတ်တော်များများချိန်ပေးလာရင်သင်ဘာဖြစ်လဲသင်ရဲ့အတွေးခေါ်ပြောင်းသွားတယ်ဟုတ်မသင်နှုတ်ပတ်တော်များများချိန်ပေးလာရင်သင်ရဲ့အတွေးခေါ်ပြောင်းသွားတယ်လောကသားတွေတွေးသလိုသင်လျှောက်တွေးနေတယ်ဆိုရင်သင်ကိုဖယားခင်သုံးလို့မရဘူးညီကိုမောင်မတို့လောကသားတွေကဒါမဖြစ်နိုင်ပါဘူးကွာလို့ပြောလို့သင်မဖြစ်နိုင်ဘူးတော့ပြောမှလားno တင်းကိုခွန်အားနဲ့ပြည့်စုံခရစ်တော်အပြင်တင်းခတ်သိမ်းတော်မူတက်ဆွမ်းနိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်သူများမဖြစ်နိုင်ဘူးပြောတိုင်းမှာတင်းကဟုတ်တယ်မလုပ်တော့ပါဘူးကွာဆိုတဲ့အထက်မှာတင်းပါလို့မရဘူးဆရာလုပ်ခဲ့တဲ့အရာတွေတော်တော်များများကသူများအားပေးတဲ့ဟာတွေတခုမှမဟုတ်ဘူးနောက်ဆုံးကိုယ်နီးနာလူတော်မှကိုယ်အားပြန်ပေးတာမဟုတ်ဘူးဒါမဲ့ဆရာကဘာလို့မလုပ်နိုင်ရမှာလဲဘာလို့မဖြစ်နိုင်ရမှာလဲဖျားခင်နိုင်ဖြစ်နိုင်တယ်ဥမာဆရာမြန်မာပြည်မှာဆိုရင်ဆရာတရားဟောပွဲတွေလုပ်ခဲ့တဲ့ရှင်လို့ဆိုဘယ်သူမှအားမပေးတာဥမာဒီပြည်သူရင်ပြည်မှာလုပ်တဲ့ကိစ္စဆိုရင်ဆရာနားမှာနေတဲ့သူတွေနော်ဆရာနားမှာနေတဲ့သူတွေပြောချင်တာအတိုင်းအတာတစ်ခုထိလဲသူတို့တွေကနည်းနည်းပေါက်ရောက်ရှိတဲ့သူတွေဖြစ်တယ်တော့မှပြည်သူရင်ပြည်မှာဘယ်လို့မှမဖြစ်နိုင်ဘူးတဲ့
မဖြစ်နိုင်ဘူးတဲ့မဖြစ်နိုင်ဘူးဆိုတဲ့လူနေခဲ့လို့မလာနဲ့လို့အဲ့တရားဟောပွဲလို့သူတို့လည်းမလာရဲပါဘူးမလာနဲ့လို့အဲ့နဲ့ရှာလုတ်ခိုင်းတာလုတ်တဲ့လူ2ယောက်ရှိတယ်အဲ့2ယောက်နဲ့ပါမစ်သွားလျှောက်ခိုင်းတယ်ပြေးခိုင်းတယ် run ခိုင်းတယ်အကုန်လုတ်တာဘလို့မှပါမစ်မကြနိုင်ဘူးတဲ့ဒါကဟုတ်တယ်လေသူများတော့ဘလို့ပါမစ်ကြမှာလဲမကြနိုင်ပါဘူးတရားဟောပွဲလုပ်မယ်ဆိုပို့ဆိုးပြီးဘယ်လို့မှမကြနိုင်ဘူးဒါပေမဲ့လုံးမဲ့2ရက်အလုံးမှာပါမစ်ကြတာပွဲဟာအကြီးကြီးလုံးမဲ့2ရက်နဲ့ပြီးတော့မုံတိုင်းကြနေတဲ့အချိန်ဖြစ်တဲ့ကြောင့်မိုးအကြီးကျယ်ရွာတယ်အဲ့ဒီအထဲမှာပွဲစီစဉ်တဲ့သူကိုပြောပြီးတော့မှချက်ချင်း2ဆပေးပြီးတော့လှုပ်ခိုင်းတယ်ဆရာသူတို့အဲ့ဒီမှာဟိုဒီလိုအမိုးတွေဗာလဲထိုင်နေသူရွက်ဖြင်းတွေထိုးရတယ်အမိုးတွေထိုးရတယ်မိုးရွာနေဆရာပွဲလှုပ်ခဲ့တယ်နောက်ဆုံးပွဲပေါ့မြန်မာပြည်နောက်ဆုံးပွဲဖြစ်တယ် MICC 2အဲ့ပွဲဆိုရင်အဲ့ဒီဥစ္စာ MICC 2ကိုအုပ်ချုပ်ထားတဲ့ညွန်ချုပ်လို့ခေါ်မှာပေါ့စကားတော့ပြောတဲ့ခါမှာညွန်ချုပ်ကဒါနိုင်ငံရေးပွဲရလို့ဘယ်ပွဲမှမလုပ်နိုင်ဘူးတဲ့ဒါမဲ့ရှာဝင်သွားနေရှာတိတာ तू ကဒီလိုမျိုးလေအထက်နဲ့ပွဲခုံနေရဆိုဒီနေရာငါတို့တရားဟောပွဲလုပ်အောင်မနေရဖြစ်တယ်ဆိုတော့ဝิญဉ်ထဲမှာသိတယ်ဆူတောင်းတယ်ပြင်ဆင်တယ်ဒါပေမဲ့တို့ကတော့ညင်းတယ်အဲ့ဒီညွန်ချုပ်ကညင်းတယ်မပေးနိုင်ဘူးဒါပေမဲ့ဘုရားခင်ယေရှုတော်ပဲဒီနေရာနဲ့လဲကျွန်တော်ပြောတယ်ဒီနေရာနဲ့ယေရှုတင်တယ်မမီကပြတ်သားတယ်အလုံးလုံးနိုင်တယ်မမီးကဘာလို့လဲဆိုတော့အဲ့တော့ဝင်းကြီးကျုပ်ကတော့ဖြစ်တယ်ဆိုတော့ကျွန်တော်တရားဟောပွဲမှာမဲဆောက်မှာလုပ်တဲ့တရားဟောပွဲမှာသူလာနားထောင်တယ်နားထောင်ပြီးတော့သူဒီနှုတ်ကပတ်တော်အပြင်သူခွန်အားဖြစ်တဲ့အခါမှာဆရာမြန်မာပြည်ထဲမှာအကူအညီလိုရင်ကြိုက်တာပြောပါဆိုတော့မမီးရဲ့အကူအညီအပြင်ညွန်ချုပ်ကမရဘူးညွန်ချုပ်ရဲ့အထက်မှာရှိတဲ့သူ့အမျိုးသားအပြင်တရားဟောပွဲဖြစ်ခဲ့တယ်ဒါကြောင့်မမီတို့မိသားစုပေါ်မှာလည်းဘုရားခင်တာရွေးကောင်းကြီးပေးပါစေဆိုတော့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေနှစ်နဲ့ချီကြာခဲ့တာမှန်ပေမဲ့ခေါင်းမာနဲ့ဆက်ပြီးတော့မှဘာလို့မဖြစ်နိုင်ရမှာလဲပိတ်တဲ့လမ်းကိုပွင့်စေတဲ့ဘုရားရှင်ဖြစ်တယ်ဆိုပြီးတော့မှခေါင်းမာနဲ့ထိုင်ပြီးတော့မှဆရာတော်ဆက်ပြီးတော့ဝန်ခံခဲ့တဲ့အခါမှာဖြစ်ခဲ့တယ်ဟုတ်ပြီချိန်ထဲမှာပဲဆရာတို့ဒီမှာ foundation စလုပ်တဲ့အခါမှာပတ်လည်မှာရှိတဲ့ခရိယန်တွေအားလုံးမြန်မာအသင်းတော်တွေတော်တော်များများဆရာအားမပေးခဲ့ပါဘူး foundation လုပ်ရင်ဘလို့မှအဆင်မပြေနိုင်ဘူးလုပ်လို့လည်းမရဘူးအင်မတန်မှခေါင်းစားတယ်အင်မတန်မှစိတ်ရှုပ်ရှာကောင်းတယ်ဟုတ်ပါတယ်မှတ်ပါတယ်အစိုးရလည်းပဲအရန် pressure ပေးတာ foundation တွေကိုဖြစ်တယ်ဒါဆိုဒီ foundation ဆရာတို့စတင်ပြီးတော့မှ foundation လုပ်တဲ့အချိန်မှာပို့ဆိုတာတရုတ် gangster တွေက foundation ကိုအသုံးချပြီးတော့မှ criminal တွေလုပ်နေတဲ့အတွက်ကြောင့်တော်တော်စီစစ်ခဲ့ပါတယ်ဒါပေမဲ့ဆရာယုံကြည်တဲ့အရာတစ်ခုက foundation လူဟာလာနိုင်ငံခြားအဖြူတွေလာလုံနိုင်တယ်ကွာ foundation ကိုငါတို့မြန်မာပြည်သားမလုံနိုင်ဘူးဆိုတာငါတို့လုံးဝလက်မခံဘူးဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့မှခေါင်းမာနဲ့စတင်လုပ်ခဲ့တယ် foundation ဖြစ်ခဲ့တယ်ဆက်ပြီးတော့လည်းပဲဆရာမကြခင်မှာဘန်ကောက်မှာပလာဇာနဲ့အတူအတင်းတော်အဆောက်အုံတိဆောက်မှာဖြစ်တယ်မဖြစ်နိုင်ဘူးဆိုတဲ့စကားကိုလာပြောတဲ့သူကတော့ပရိသတ်နေရာမှာထိုင်ပြီးတော့နားထောင်ဆိုတော့ပြီးတော့မှတင်ယူပေါ့နော်မဖြစ်နိုင်ပြောတယ်ဖြစ်သွားပြီပဲဒါဆိုလဲငါလည်းဖြစ်လို့ရတာပေါ့ဆိုတာမျိုးလေးတွေဖြစ်ပါစေဒီလိုပဲကျွန်တော်အားပေးပါတယ်ညီကိုမောင်မတို့မဖြစ်နိုင်ဘူးဆိုတာကမရှိပါဘူးညီကိုမောင်မတို့ဒါပေမဲ့တင်းရဲ့အတွေးခေါ်ပြောင်းဖို့အရေးကြီးတယ်ဘာအတွေးခေါ်လဲဆိုတော့တို့သချင်းသာဆိုနေကြတာ
ဒါမဲ့တချင်းကောင်းလို့တချင်းဆိုတာဒါမဲ့တကယ်လက်တွေ့မှာကျွန်တော်နားလည်အောင်တခုပြောပြမယ်ဒီထဲမှာမှုတော်ဆောင်တွေလည်းအများကြီးရှိတယ်ဒီမှာမှုတော်ဆောင်ဟလာမှုတော်ဆောင်များတင်နန်းလာတက်နေကြတာဖြစ်တဲ့အတွက်ကြောင့်မှုတော်ဆောင်တွေအများကြီးရှိတယ်အမှုတော်ဆောင်ဖြစ်လာမဲ့သူတွေရှိတယ်ဆိုတော့တင်းတို့ဘာပေးရှင်လဲဆိုတော့တရားဟောတဲ့အဆင့်လောက်မှာပဲတင်းတို့မနေနဲ့တရားဟောတယ်ဆိုတာတရားဟောချက်လေးတွေကောင်းကောင်းဟောနေပြီးလူတွေအားပေးနေတာဟုတ်ကြီးမဟုတ်မထင်နဲ့တင်းတို့လက်တွေ့အကောင့်ထဲဘာတွေဖော်နိုင်လဲတင်းပြောတဲ့အတိုင်းတင်းဘာဖြစ်လာလဲတင်းပြောတဲ့အတိုင်းတင်းဘာတွေဖြစ်နေလဲတင်းပြောတဲ့အတိုင်းတင်းတကယ်လက်တွေ့လှုပ်ဆောင်တဲ့သူဖြစ်တယ်ဆိုရင်တော့တင်းနောက်လိုက်ရတဲ့သူတွေအားရှိတယ်တင်းနောက်လိုက်ရတဲ့သူတွေအားရှိတယ်တင်းပြောတဲ့တင်းတကယ်မဖြစ်နေဘူးဆိုရင်တင်းနောက်လိုက်ရတဲ့သူတွေကအပြောကြီးပဲဖြစ်လာလိမ့်မယ်လက်တွေ့အကောင့်ထဲဖော်နိုင်တဲ့သူတွေဖြစ်ရမယ်လက်တွေ့သက်သေပြနိုင်တဲ့သူတွေဖြစ်ရမယ်ငါဒါလုံမယ်လို့ပြောရင်တကယ်လုံနိုင်တဲ့သူဖြစ်ကိုဖြစ်ရမယ်အာမင်ဟာလေလုယာဆရာပြောခဲ့တယ်နော်2026မှာဆရာမြန်မာလူမျိုးတွေထပ်ဆရာနိုင်ငံတကာမှာရှိတဲ့လူမျိုးတကာဟောမယ်လို့ဆရာပြောခဲ့တယ်အခုဆရာဘရာဇီးဒီနှစ်မှာအစဆရာဘရာဇီးမှာရှိတဲ့ Brazilian တွေဆရာဟောခဲ့ပြီအခုမေလ15 16 19မှာဆရာပီရူဆိုတော့ပီရူမှာဆရာတရားဟောမှာဖြစ်တယ်အဲ့ဒီပီရူလီမာဆိုတဲ့မြို့မှာအဲ့ဒါဘောလုံးကွင်းအကြီးဆုံးကြီးဖြစ်တယ်အဲ့ဒါကလီမာလူ3000ကျော်အော်ဆန်နယ်စတေဒီယမ်ကြီးဖြစ်တယ်အဲ့ဒီမှာဆရာတရားဟောသွားမှာဖြစ်တယ်ကြော်ညာလက်တက်နေပြီလို့ထင်တယ်မီဒီယာများရှိရင်တစ်ချက်လေးပြပါဆိုတော့တတိယပြီးတော့ဆူတောင်းပေးပါ15 16ကတော့လူ9000နဲ့6000ကြားမှာရှိပြီးတော့တခြားနေရာမှာပြုလုပ်မှာဖြစ်ပြီး18ရက်နေ့ကတော့လီမာမှာပြုလုပ်သွားမှာဖြစ်တယ်ပြီးတော့မှဆရာဒီနှစ်ထဲမှာပဲဆရာကအာဂျင်တီးနားပြီးတော့မှဗင်နီဇွဲလားပြီးတော့ယူဂန်ဒါပြီးတော့မှဒါဒီဧပြီနဲ့မေတောက်လျှောက်ကတော့မေလတဝက်လောက်ထိကကျွန်တော်အမေရိကမှာရှိတယ်အဲ့ဒါတော့အမေရိကမှာရှိတဲ့မြန်မာလူမျိုးတွေစီအဓိကတာဂက်ထားပြီးတော့သွားမှာဖြစ်တယ်အမေအခုဆရာပြောနေတဲ့လီမာတို့ဗင်နီဇွဲလားတို့အာဂျင်တီးနားတို့ဆိုရင်အဲ့ဒါကနိုင်ငံသားတွေကိုအဓိက focus သွားတာဖြစ်တယ်ပြီးတော့မှယူဂန်ဒါပြီးတော့ခါ South Africa ဂျွန်လနောက်ဆုံးအပတ်မှာခုနပြောတဲ့အာဂျင်တီးနားနဲ့ဗင်နီဇွဲလားကကျွန်တော်August ထဲမှာဖြစ်တယ် August ထဲမှာဂျွန်လနောက်ဆုံးအပတ်ကတော့ South Africa Johannesburg ဆိုတဲ့မြို့မှာပြုလုပ်မှာဖြစ်တယ်ဆိုတော့အဲ့ဒီ South African ထဲမှာတော့ African လူမျိုးတွေမှာသွားပြီးတော့မှ South African လူမျိုးတွေမှာ South African ကဘာနဲ့ရောနေဆိုတော့အဖြူနဲ့လူမဲတွေနဲ့ရောနေတာဖြစ်တယ်အဲ့ဒီမှာသွားပြီးတော့မှဝင်ခါဖို့ရှိတယ်ပြီးတော့မှယူဂန်ဒါဆရာပြောပြီးသွားပြီးတောက်လျှောက်ဆိုတော့ဒါတွေအားလုံးကဖျားသခင်လုံနေတဲ့အရာတွေဖြစ်တယ်အခုဒါကတော့ပီရူမှာလှုပ်သွားမဲ့အစီအစဉ်ဖြစ်တယ်ဆိုတော့ဒီတောက်လျှောက်ပေါ့နော်ပွဲတွေအစီအစဉ်တွေရှိတယ်ဆိုတော့ဘာပြောပြချင်လဲဆိုတဲ့အခါမှာဆရာပြောတဲ့အတိုင်းဖြစ်လာတယ်ဖြစ်လဲဖြစ်ရမယ်ဘုရားသခင်နိုင်မဖြစ်နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတော့အရန်တော်တဲ့လူတွေကိုဘုရားသုံးတာမဟုတ်ဘူးလှုပ်ရဲတဲ့သူတွေကိုဘုရားသခင်ကိုအားကိုးပြီးလှုပ်ရဲတဲ့သူတွေကိုဘုရားသခင်အသုံးပြုတာဖြစ်တယ်ပြန်ပြောမယ်ဟလာဘုရားသခင်ကအရန်တော်တဲ့သူတွေကိုအသုံးပြုနေတာမဟုတ်ဘဲနဲ့ဖះအားကိုးပြီးတော့လှုပ်ရဲတဲ့သူတွေကိုဖះသခင်ကအသုံးပြုတာဖြစ်တယ်ဖះအားကိုးပြီးတော့လှုပ်ရဲတဲ့သူတွေနဲ့ဖះကအလှုပ်လှုပ်ဖို့ရန်အတွက်အစဉ်သင်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်သင်ကဖះကိုအားကိုးပြီးတော့လှုပ်ရဲတဲ့သူဖြစ်ပါစေတခုတော့ရှိတယ်တစ်ဖက်သက်ကြီးကိုယ့်ဘာသာဟလာဖះတန်ဘာမကြဘဲနဲ့လှုပ်ရဲတဲ့သူလည်းဖြစ်လို့မရဘူးအဲ့ဒါ blind faith ဖြစ်တတ်တယ်အဲ့ဒါကိုသတိထားရတယ်လှုပ်ရဲတဲ့သူဆိုတာထက်ကိုဟလာဖះတန်ကြားပြီးမှလှုပ်ရဲတဲ့သူဖြစ်မယ်ဆိုရင်တော့ဖះကဘုံတော်ရှုံချစရာ
မဖြစ်ပဲနဲ့ဘုံတော်ထင်ရှားစရာအကြောင်းဖြစ်လာမှာတချို့ကြတော့လှုပ်ရဲတယ်ဆိုတော့ blind faith ဘာတမ်းမကြားပဲနဲ့လှုပ်တဲ့သူကြတော့လည်းပဲဒါကမဖြစ်လာတဲ့ချိန်ကြတော့ထိမိရလဲစရာဖြစ်တတ်ပါတယ်အာမင်ဆိုတော့ဒီ2026ဒီကျွန်တော်မှမဟုတ်ပဲနဲ့ဒီမှာရှိတဲ့မိသားစုတွေအားလုံးအတွက်ပြောချင်တဲ့အရာကတော့မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေမယ့်နှစ်ဖြစ်ပါတယ်ယုံကြည်တဲ့သူအာမင်ထူရအောင်အာမင်မဖြစ်နိုင်သောအရာများမဖြစ်နိုင်တဲ့အချိန်မှာဖြစ်စေမယ့်ဘုရားရှင်ဖြစ်တယ်အာမင်ဘုရားခင်နာမဘုန်းကြီးပါစေဟာလေလုယာဆရာဒီ January လား February လားဆရာစင်ကာပူသွားတာစင်ကာပူ New Year Chinese New Year February မှာသွားခဲ့တယ် Chinese New Year February မှာเนาะသွားခဲ့တဲ့အချိန်မှာဆရာတို့လေဟို cancer yoga ဖြစ်နေတဲ့ဆရာမလေဆရာမ Esther Chin အလုံးတိမဲ့ထင်တယ်စိတ်ယုံမှာအပြင်းထန်ဖြစ်နေတယ်ဆရာဘာပြောခဲ့လဲအဲ့ဒီနေ့မှာဆရာပြောခဲ့တယ်မှတ်မိကြလားတော့မသိပါဘူးအဲ့တရားဟောပွဲမှာဆရာပြောခဲ့တယ်ဆရာမ Esther Chin စိတ်ယုံနဲ့ပြန်ကိုဆင်းရမယ်ချမ်းသာရမယ်အခုစိတ်ယုံကဆင်းပါပြီခင်ဗျာဆင်းပါပြီခင်ဗျာအာမင်စိတ်ယုံဆင်းပါပြီဆက်ပြီးတော့မှဆုတောင်းပေးအောင်အာမင်ကျွန်တော်အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်ဆရာဇော်တူလင်းအခုစိတ်ယုံတက်နေရပါတယ်ဒီချင်းမိုင်မှာလို့ပြောပါတယ်ကီမိုသွင်းတယ်လို့ပြောပါတယ်တင်းနဲ့ယင်းနီးသည်ဖြစ်စေမယင်းနီးသည်ဖြစ်စေတိသည်ဖြစ်စေမတိသည်ဖြစ်စေအမှုတော်ဆောင်တယောက်ဟလာဖះရှင်အတွက်လှုပ်ဆောင်နေတဲ့အမှုတော်ဆောင်တယောက်ဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးကြီးပါတယ်အတွက်ကြောင့်သူ့အဖြစ်လည်းနှုတ်ပတ်တော်တွေအများကြီးလူတွေကောင်းကြီးဖြစ်နေသောကြောင့်ဆရာဇော်တူလင်းအတွက်ဆုတောင်းကောင်းကြီးပေးရအောင်ကျမ်းမာခြင်းကိုပေးတော်ဖះကျမ်းမာခြင်းကိုဖြစ်စေတဲ့ဖះဂျေဟောဗာဂျာရာဂျေဟောဗာရာဖာဖះသခင်အနာကငြိမ်းစေတဲ့ဖះဖြစ်တဲ့ဆိုသည့်တိုင်ဆရာဇော်တူလင်းအတွက်တရိယာဆုတောင်းပေးပြီးအသက်ပြည့်နေရသောမင်္ဂလာရှိစေဖို့အသက်ပြည့်မင်္ဂလာနဲ့ပြည့်စုံပြီးသူအဖြစ်မြောက်များစွာသောသူတွေဆက်လက်ကောင်းကြီးဖြစ်စေဖို့ဆက်ဆုတောင်းကောင်းကြီးပေးအောင်အာမင်ဟာလေလုယာဟာလေလုယာအမှုတော်ဆောင်များတင်တိမတိတင်ကြိုက်မကြိုက်အမှုတော်ဆောင်တွေတခုဖြစ်ပြီဆိုရင်တင်ဆုတောင်းကောင်းကြီးပေးတတ်တဲ့အကျင့်ရှိပါစေဘုရားခင်နာမဘုန်းကြီးပါစေဟုတ်ပြီပြန်သွားရအောင်အေဖတ်ဩစာခန်းကြီး1အငယ်3ကနေ4ကိုပြန်သွားမယ်ဆိုတော့တင့်ကိုဘုရားသခင်ကရှေ့တော်၌မေတ္တာနဲ့ဘုရားခင်ရှေ့တော်၌မေတ္တာအပြင်တန်ရှင်းလျက်အပြစ်ကင်းလို့လျက်ဖြစ်မိအကြောင်းမေတ္တာအပြင်ဘာဖြစ်လဲတန်ရှင်းလျက်အပြစ်ကင်းလို့လျက်ဖြစ်မိအကြောင်းဆက်သွားရအောင်ဒီကဘာမတိမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီ predestined လို့ခေါ်တယ် pre ဆိုတဲ့စကား predestined ဆိုတာကကျွန်တော်အရေးကြီးတယ်ဤကဘာမတိမရှိမီငါတို့ခရစ်တော်၌ရွေးကောက်တယ်တဲ့နော်ဆိုအငယ်3လေးပြန်သွားအင်္ဂလိပ်မှာကြတော့အငယ်3မှာသွားရှိတယ်၄ဟာနော် Blessed be the God and Father our Lord Jesus Christ who had blessed us with spiritual blessing in heavenly places in Christ ဒါရေးကြည့်တယ်နော် blessed be the God and Father of our Lord Jesus Christ who had blessed us with all spiritual blessing ပြောကြအောင် with all spiritual blessing in heavenly places in Christ ခရစ်တော်ထဲမှာငါတို့ရှိတယ်ခရစ်တော်အပြင်ဓမ္မမင်္ဂလာတွေအလုံးခံစားတဲ့ခွင့်ကိုဘုရားကတို့ကိုပြင်ဆင်ထားတယ်အာမင်လေးကိုဆက်သွားမယ်ဟာလေလုယာဤကဘာမတိမရှိမီငါတို့ခရစ်တော်၌ရွေးကောက်ထားတယ်တဲ့ဤကဘာမတိမရှိမီငါတို့ခရစ်တော်၌ဖခင်ရွေးကောက်ထားတယ်တဲ့ဆိုတင်နားလည်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖခင်ကတင်မမွေးခင်ကလေးကတင်အတွက်ကြံစီရှိတယ်အာမင်ဒါကြောင့်စာရာအရန်ကြောက်တာဘာလဲဆိုတော့တင်းရဲ့ပန်းတိုင်ကိုတင်တိသွားမှာစာရာအရန်ကြောက်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာတင်းကိုလည်းပဲဖယားသခင်ကဘာကို focus လုပ်စေခြင်းလဲဆိုတော့တင်းရဲ့ပန်းတိုင်ကို focus လုပ်စေခြင်းတဲ့သူဖြစ်တယ်လက်ရှိအခြေအနေကို focus လုပ်တဲ့သူမဟုတ်ဘဲနဲ့ပန်းတိုင်ကို focus လုပ်တဲ့သူဖြစ်ဖို့ဖယားလိုတော့ရှိတယ်တင်နားလည်ထားမယ့်အရာကဘာလဲဆိုတော့စာရာအကြောက်ဆုံးအရာကတင်ဒီအရာကိုနားလည်သွားမှစာရာအရန်ကြောက်တယ်အင်္ဂလိပ်စကားမှာရှေးမစွာကပင်ဆိုတဲ့စကားအင်္ဂလိပ်စကားမှာဆိုဤကဘာမတိမရှိမီနော်ဤကဘာမတိမရှိမီငါတို့ကိုရွေးကောက်တည်နဲ့အညီ
ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ခရစ်တော်အပြင်ငါတို့အားပေးသတော်မူသောငါတို့သခင်ယေရှုခရစ်ဤခမဲတော်ဖျားခင်သည်မင်္ဂလာရှိတော်မူစေတည်း He has chosen us in him before the foundation of the world that we should be holy and without blame before him in love အဲ့ဒါကအခန်းငယ်3တို့မြန်မာလိုဖတ်သွားတဲ့ဟာကဒီမှာအခုကျမှလာစကားပြောတယ်เนาะ Okay ထားလိုက်ဟုတ်ပြီ Okay ငါ့ကိုသွားတဲ့အခါမှာဖျားခင်တည်တဲ့ငါချစ်တော်မူသောသားတော်ကြောင့်နဲ့ငါတို့ကပေးတော်မူကျေးဇူးတော်ဘုန်းတော်ချီးမွမ်းစေမကြီး having predestinated us pre ဆိုတာက before destinated ဆိုတာက destined predestined အဲ့ဒါကကိုယ့်ရဲ့ပန်းနိုင် pre ဆိုတာက before destined ဆိုတာက ending မင်းရဲ့အစနဲ့အဆုံးကသူ့လက်ထဲမှာရှိပြီးသားမင်းရဲ့အစပြုတဲ့အချိန်နဲ့အဆုံးသတ်သွားမယ့်အချိန်ထိဘုရားသခင်စီမှာအကြံစီရှိထားပြီးသား come on တောင်ဘုရားသခင်တင့်ကိုအရန်စိတ်ဝင်စားစေချင်တာကသူများအကြောင်းမဟုတ်ဘဲနဲ့တင့်အပေါ်မှာသူထားတဲ့အကြံစီကိုတင့်ကိုစိတ်ဝင်စားစေချင်တာဖြစ်တယ်ဒီနေ့တို့စိတ်ဝင်စားတာမမှားပါစေနဲ့တို့စိတ်ဝင်စားတာမမှားပါစေနဲ့ဘုရားသခင်ကတင့်ကိုအစပြုထားတဲ့ဘုရားအဆုံးထိတာဝန်ယူခြင်းတဲ့ဘုရားရှင်ဖြစ်တယ်မကြားမှာဆိုလို့ပြန်ပြောမယ်တင့်ကိုအစပြုထားတဲ့ဘုရားကအဆုံးထိတာဝန်ယူခြင်းတဲ့ဘုရားရှင်ဖြစ်တယ်အဆုံးထိတာဝန်ယူတဲ့ဘုရားလည်းဖြစ်တယ်ဒါပေမဲ့တင်ကဘုရားနဲ့ cooperate လုပ်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ဘုရားနဲ့ cooperate လုပ်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ဘုရားနဲ့ cooperate လုပ်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ဘုရားနဲ့သဘောတူတတ်ဖို့အရေးကြီးတယ်တင်လောကရဲ့အတွေးခေါ်တွေဝင်လာပြီးတော့လောကကိုသွားပြီးတော့မှသဘောတူပေးတဲ့သူမဟုတ်ဘဲနဲ့ဘုရားသခင်နဲ့ yes and amen လုပ်တတ်သောသူတွေဖြစ်ဖို့ဘုရားအလိုတော်ရှိတယ် According to 2 Chronicles chapter 1 verse 20ဖယားသခင်ရဲ့ဂတိတော်ရှိသမျှတို့ဒီနော်ငါတို့အားဖြင့်ဘုံထင်ရှားစေဖို့ငါတို့ကအမြဲတမ်းဖယားရဲ့ဂတိတော်တွေအားလုံး yes and amen ဝန်ခံတတ်ဖို့အင်မတန်အရေးကြီးတယ်ဆိုတော့တင်းအခြေအနေတွေကပြောလာတော့မှ yes သွားမလုပ်နဲ့အခြေအနေတွေဖြစ်ပျက်နေတဲ့အခြေအနေကိုကြည့်တော့မှတင်း yes သွားလို့စရာဘာအကြောင်းမှမရှိဘူးတင်းလက်ထဲမှာပတ်စံတစ်ပြားမှမရှိတဲ့အပေါ်မှာတင်းကနေပြီးတော့မှငါကဘာမှမရှိတဲ့လူလို့တင်းသွားပြောစရာဘာအကြောင်းမှမရှိဘူးတင်းမှာယုံကြည်ခြင်းရှိရင်တင်းမှာအနာဂတ်ရှိတယ်တင်းမှာယုံကြည်ခြင်းရှိရင်တင်းမှာအနာဂတ်ရှိတယ်တင်းမှာမျှော်လင့်ခြင်းရှိရင်တင်းမှာအနာဂတ်ရှိတယ်ထာဖျောက်မျှော်လင့်တော့သူကအားပြေကြလိမ့်မယ်ရွှေလင်းယုံကဲ့သို့အမြင့်ဆုံးကိုပြန်တက်ပြီးတော့မှဘုရားခင်ပြင်ဆင်တဲ့နယ်နမိတ်ထဲဝင်စားဖို့ဘုရားခင်တင်းကိုပြင်ဆင်ထားပြီးဖြစ်တယ်ယုံကြည်တဲ့သူအာမင်ချူရအောင်အာမင်ဟာလေလုယာဘုရားခင်နာမဘုန်းကြီးပါစေဘုရားခင်ဒီကြီးတော်မူကိုတင်၌ပြုမယ်ဆိုတာကိုယုံကြည်ရတဲ့သူဖြစ်ပါစေ။တင်မှာတပြားမှမရှိနေပါစေ။တင်မှာယုံကြည်ခြင်းရှိဖို့လိုတယ်။ယုံကြည်ခြင်းဆိုတာဘာလဲမျှော်လင့်သောအရာကိုမျက်မှောက်ပြုတယ်။တင်မှာမျှော်လင့်တဲ့အရာပါရှိထားလေ။တင်မှာမျှော်လင့်ခြင်းမရှိဆိုတော့တင်အနာဂတ်ရှိမှာမဟုတ်ဘူး။တင်ယုံကြည်ခြင်းရှိတယ်ပြောတော့တင်မှာဘာမှမမျှော်လင့်ရတဲ့သူဖြစ်တယ်ဆိုရင်ယုံကြည်ခြင်းရှိတယ်ဆိုတာလာမပြောနဲ့။အဲ့ဒါအလကားပဲ။ယုံကြည်ခြင်းကဘာလဲမျှော်လင့်တဲ့အရာကိုမျက်မှောက်ပြုတာမမြင်သေးတဲ့အရာကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်တာ။ဆိုတော့တင်ကိုဘုရားခင်ကြီးတော်မူပြုဖို့ရန်အတွက်တင်မမွေးခင်ကလေးကပြင်ဆင်ထားပြီးသားဒါကြောင့်ငါ့ခေါ်ငါထူးမယ်ကြီးသောအရာတင်မသိနိုင်အောင်နဲ့နေတဲ့အရာငါဖော်ပြမယ်လို့ပြောထားပြီးသားငါ့ခေါ်ဆိုတော့ကိုတော့ကျွန်တော်ခေါ်တာပဲလေ No spend time with God ငါ့ခေါ်ဆိုတာကငါနဲ့အချိန်ယူခိုင်းနေတာငါနဲ့မိတ္တာဖွဲ့ခိုင်းတယ်လို့ဖခင်ပြောနေတာမင်းလောကထဲမှာရှိတဲ့အရာတွေအချိန်ပေးတာတဲ့ငါနဲ့အနည်းငယ်အချိန်ပေးကြည့်စမ်းပါ I will show you great and mighty things He wants to show you not small thing great and mighty things come on ရှေးမစွာတဲ့အသင်းတော်ဖျားပြင်ဆင်ထားတဲ့အရာတိတ်တိတ်လေးမဟုတ်ဘူးရှေးမစွာတဲ့တင်မမွေးခင်ကလေးကဖျားပြင်ဆင်ထားတဲ့အရာကတိတ်တိတ်လေးမဟုတ်ဘူးအမိဝင်းတဲ့ကပင်တင့်ကိုဖျားသခင်ကနိုင်ငံတကာအတွက် prophet နေရာမှာခံထားပြီလို့ယေရမိကိုပြောတဲ့ကဲ့သို့ရှာခါရာပါစေတီယာဘာဘာ hallelujah
တင်ပြောတတ်ခြင်းပေါ်မှာဖခင်အလုံးလုံးမှာမဟုတ်ဘူးညီကိုမောင်မတို့တင်းမရှိတဲ့အထက်အရှိတဲ့စုကျေးဇူးဟာတင်ဘာသာစကားမတိုင်တော့မှအဲ့ဒီစုကျေးဇူးနဲ့ကဘာပတ်လို့ရတဲ့အဆင့်ကိုဖခင်ပြင်ဆင်ထားပြီးသားဘာသာစကားကြောင့်တင်းကို limit မလုပ်မိပါစေနဲ့ဟိုစကားမတတ်လို့ဒီစကားမတတ်လို့ဘာမှမဆိုင်ဘူးဖခင်ပါလာရင်ယုံရတဲ့သူဖြစ်ပါစေယုံရတဲ့သူဖြစ်ပါစေယုံကြည်ခြင်းကဘာလဲမျောလင့်တဲ့အရာကိုမျက်မှောက်ပြုတယ်တင်းမှာမျောလင့်တဲ့အရာဘာတွေရှိနေလဲလို့တင်းမှာမျောလင့်တဲ့အရာဘာဒီမှာဟလာစီးပွားရေးလုပ်နေတော့သူများတင်းနိုင်ငံကိုချက်ထွင်ရအောင်နိုင်ငံတကာမှာတင်းရဲ့လုပ်ငန်းတွေရှိဖို့ဘုရားခင်ကောင်းချီးပေးပါစေသာသနာပြုနေတော့သူများနိုင်ငံတကာမှာဘုရားခင်ပြင်ဆင်တဲ့နိုင်ငံတကာမှာသွားပြီးတော့သာသနာပြုတဲ့သူတွေဖြစ်ပါစေဟာလေလုယာဟာလေလုယာနိုင်ငံတကာအတွက်တင်ယူပါယုံထားရတဲ့သူဖြစ်ပါစေနိုင်ငံတကာအတွက်ယူပါယုံထားရတဲ့သူဖြစ်ပါစေဘေးနားမှာရှိတဲ့သူပြောရအောင်နိုင်ငံတကာနဲ့ဆိုင်တဲ့ယူပါယုံထားရတဲ့သူဖြစ်ပါစေစီးပွားရေးပဲလို့ဘာရေးပဲလို့တင်းကိုဘုရားခင်နိုင်ငံတကာကိုချီးမြှောက်ခြင်းနဲ့ဘုရားခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်စာလံကျမ်းခန်းကြီး2ငယ်8မှာဘာပြောလဲငါ့ကိုတောင်းလူအမျိုးမျိုးလူတစ်မျိုးလို့မပြောလူအမျိုးမျိုး come on လူအမျိုးမျိုးပြောရအောင်လူအမျိုးမျိုးနိုင်ငံတကာနဲ့ဆိုင်တဲ့ကောင်းကြီးတင်းကိုဘုရားခင်ပြင်ဆင်ထားတယ်နိုင်ငံတကာနဲ့ဆိုင်တဲ့ကောင်းကြီးတင်းကိုပြင်ဆင်ထားတယ်ဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးတော့ပြောရအောင်နိုင်ငံတကာနဲ့ဆိုင်တဲ့ကောင်းကြီးတင်း၌ရှိပါစေဟာလေလုယာတနေရာပါပဲမွေးတနေရာပါပဲသေအဲ့ဒါအတိတ်ပဲမရှိဘူးတနေရာမှာပဲမွေးငပုတော့မှာပဲမွေးငပုတော့မှာတေလို့မရဘူးအထင်အခုဆရာသားငပုတော့မှာမွေးတော့ငပုတော့မှာအမှုတော်ဆောင်တဲ့အခုဒီမှာရောက်လာပြီခဏနဲ့နိုင်ငံတကာမှာသွားမယ်အာမင်ဘုရားခင်တာ၍ချီးမြှောက်ပါစေအာမင်အာမင်အာမင်ဟာလေလုယာဟာလေလုယာမဖြစ်နိုင်တော့ရများမဖြစ်နိုင်သောချိန်၌ပင်ဖြစ်စေသောဖယားကျွန်ုပ်ကိုယ်ွယ်မလုံးနိုင်သောရာများမတတ်နိုင်သောချိန်များဖြစ်စေသောဖယားကျွန်ုပ်ကိုယ်ွယ်အာငယ်သောသူများလဲနေသောသူများဖေးမပေးသူဖယားကျွန်တော်ကိုယ်ွယ်အရာရာတိုင်းတတ်နိုင်တယ်အာမင်ဝန်ခံကြပါအရာရာလဲလုံးနိုင်တယ်အရာရာကုန်လုံးဖန်ဆင်းပိုင်တာသူအရာရာထက်ချီမြောက်မယ်ကိုယ်တော်မြေကောင်းမြတ်တဲ့အချိန်တိုင်းတိုင်းချီးမွမ်းကိုယ်ွယ်မယ်အကောင်းမြတ်ဆုံးယေရှုအကောင်းမြတ်ဆုံးယေရှုဒီ2026မှာတင်းရဲ့မင်္ဂလာတွေလာမယ်မဖြစ်နိုင်သောအရာများမဖြစ်နိုင်သောချိန်တိုင်းပင်ဖြစ်စေသောဖယားကျွန်ုပ်ကိုယ်ွယ်မလုံးနိုင်သောအရာများမတတ်နိုင်သောအရာများဖြစ်စေသောဖယားကျွန်ုပ်ကိုယ်ွယ်ရာပါစီတီယာပါအာငယ်တော်ဘာမှအငယ်စရာမလိုတော့ဘူးလဲနေတဲ့သူတွေပြန်ထဖို့ဘုရားခင်ကောင်းချီးပေးပါစေဒီမှာပေးသူဖယားကျွန်တော်ကိုအရာရာလိုက်တတ်နိုင်တယ်အရာရာလဲလုံးနိုင်တယ်အရာရာကုန်လုံးဖန်ဆင်းပိုင်တာသူအရာရာထက်ချီမြောက်မယ်ကိုယ်တော်မြေကောင်းမြတ်တဲ့အချိန်တိုင်းတိုင်း
Naira Chiwango Amen Account your song Yeshua Then we call that the next basi Pကြောင့်ယေရှုနာမနဲ့ကြေညာတယ် Hallelujah 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 ဖြစ်ကိုဖြစ်လာမယ်အာမင်တန်ကြီးကိုမောင်းမလို့ဘုရားသခင်ရှေးမစွတဲ့ကတင့်ကိုဘုရားပြင်ဆင်ထားတဲ့အရာရှိတယ်ရှေးမစွတဲ့ပြင်ဆင်ထားတဲ့အရာရှိတယ်အဲ့ဒီအရာကဘယ်သူမှဖျက်ဆီးလို့မရဘူးဘုရားသခင်ကလူအာဒံလူမိန်းမကိုလူယောက်ျားလူမိန်းမကိုအခွင့်အာဏာတကူပေးထားတယ်အဲ့ဒီအခွင့်အာဏာတကူကိုပေးထားတဲ့အရာကိုဘယ်သူမှဖျက်ဆီးလို့မရပါဘူးသူတို့ဖတ်တာသူတို့ဖျက်ဆီးလိုက်တယ်မယုံကြည်ခြင်းစိတ်မချခြင်းကဖျက်ဆီးသွားလို့ရတယ်တောက်ကြည့်အောင်ခဏလေး345အင်မတန်မှအရေးကြီးတယ်အဖတ်တေ345ဒီနေ့တစ်ခုခုတင်ရသွားဖို့ဘုရားရှင်တင်ကိုကောင်းချီးပေးပါစေငါတို့ဒီဘုရားခင်ရှိတော်နဲ့မေတ္တာအပြင်တန်ရှင်းและအပြည့်ကင်းလို့ရဖြစ်မိကြောင်းဆက်သွားဤကဘာမတိမရှိမီငါတို့ခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီငါတို့ကိုခရစ်တော်၌ရွေးကောက်ထားတယ်အာမင်အာမင်ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အပြင်ငါတို့ဟာပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဖျားသခင်သည်ပါလေဟာလေလုယာမင်္ဂလာရှိတဲ့သည်ထိုဖျားသခင်သည်ချစ်တော်မူသောသားတော်ကြောင့်ငါတို့ဟာပေးတော်မူသောဟာလေလုယာချစ်တော်မူသောသားတော်ကြောင့်ငါတို့အားပေးတော်မူသောချစ်တော်မူသောသားတော်ကြောင့်ငါတို့အားပေးတော်မူသောယေရှုတော်အာမင်အားလုံးပြောကြည့်အောင်ချစ်တော်မူသောသားတော်ကြောင့်ငါတို့အားပေးတော်မူသောယေရှုတော်ဖခင်သခင်ကပါလဲချစ်တော်မူသောသားတော်ကြောင့်ငါတို့အားပေးတော်မူသောယေရှုတော်၏ဘုန်းအသရေကိုဘာလို့လဲချီးမွမ်းစေခြင်းကဆက်သွားမယ်ငါတို့သည်ယေရှုခရစ်အားဖြင့်သားအရာကိုရမည်ကြောင်းအာဟာဒါကြောင့်သင်ရဲ့အဓိကသင်သဘောပေါက်ရမယ့်အရာကချစ်တော်မူသောသားတော်ကြောင့်ချစ်တော်မူသောသားတော်ကြောင့်ငါတို့ဒီဘာဖြစ်လဲငါတို့ကပေးတော်မူသောယေရှုတော်၏ပေးတော်မူသောယေရှုတော်၏ဘုန်းအသရေကိုဘုန်းတော်ဘာလို့ရမှာလဲချီးမွမ်းစေခြင်းအာဟာဒါကြောင့်နေ့ရက်စဉ်ထဲမှာတင်လော့မယ့်အရာတစ်ခုပဲရှိတယ်ယေရှုခရစ်အားဖြင့်ဘုရားသခင်ပေးထားတဲ့ယေရှုတော်ဘုန်းအသရေ come on တင်ကိုဘုရားသခင်ကယေရှုတော်ဘုန်းအသရေယေရှုတော်ဆိုတော့တင်မှာဘုရားကယေရှုခရစ်အားဖြင့်ဗာပေးလဲဘုန်းကိုပေးတယ်ဘာကိုပေးတာလဲဘုန်းပေးဒီဘုန်းကအရေးကြီးတယ်ညီကိုမောင်မတော်အဲ့ဒီဘုန်းကတင့်ကိုကွဲကားထားတယ်အဲ့ဒီဘုန်းကတင့်ကိုကွဲကားထားတယ်ဟာလေလုယာဂေါလိယနဲ့ရင်ဆိုင်တဲ့အခါမှာဂုံရှိတဲ့သူကဘာမလုပ်ရဲတော်ညာလည်းပဲဘုံရှိတဲ့သူကသူ့မှာဘာမရှိတော်ညာလဲသူ့အထဲမှာရှိတဲ့ဖခင်ရဲ့တကိုးဖခင်ရဲ့ဘုံကအဲ့ဒီဂေါလိယကိုအောင်နိုင်မယ်ဆိုတော့သူကောင်းကောင်းသိတယ်ဖခင်ရဲ့ဘုံရှိတဲ့သူကဘာတိတာတယ်လဲဆိုရင်အထဲမှာတကိုးပါတဲ့စိတ်အမြဲတမ်းရှိတယ်ဖခင်ဘုံရှိတဲ့သူကအထဲမှာအမြဲတမ်းရှိတဲ့အရာတခုတတ်တရားပါလဲဆိုတော့တကိုးပါတဲ့စိတ်အပြည့်ရှိတယ်တကိုးပါတဲ့စိတ်အပြည့်ရှိတယ်မဖြစ်နိုင်ဘူးဆိုတာသူ့မှာမရှိဘူးဆိုတာသူအမြဲတမ်းသိနေမတတ်နိုင်ဘူးဆိုတာဘာမှမရှိဘူးသူ့မှာအမြဲတမ်းသိနေတယ်ဖခင်ရဲ့ဘုံဘသူအားဖြင့်ဖြစ်တာလေယေရှုခရစ်တော်အားဖြင့်
ဒါအဲ့ဒီဘုံကရက်နေတဲ့ဘုံမဟုတ်ပဲနဲ့နှစ်ကောခန်းကြီး3ငယ်18မှာတိုးပွားနေတဲ့ဘုံလို့ပြောပါတယ်နှစ်ကောခန်းကြီး3ငယ်18မှာတိုးပွားနေတဲ့ဘုံလို့ပြောပါတယ်အားလုံးခဏလေးကြည့်ကြရအောင်ငါတို့ရှိသမျှသည်မျက်နှာဖုံးကိုဖွင့်လျက်မှန်ကိုကြည့်တဲ့ကဲ့သို့သခင်ဖျား၏ဘုန်းတော်ကိုကြည်မြင်၍ဝိညာဉ်တော်၏တရားဝိညာဉ်တော်တရား၏အရှင်သည်ရောင်ကြီးတော်ကိုလွတ်တော်မူသည့်တိုင်ငါတို့သည်ဘာလဲကွာငါတို့သည်ဘာဖြစ်လဲဘုန်းအတရေတိုးပွားတယ်တဲ့ခမငါတို့ကဘာဖြစ်လဲဘုန်းတွေတိုးပွားတယ်ဘသူအဖြစ်လဲယေရှုခရစ်အားဖြင့်ဘုန်းတွေရက်နေတဲ့ဘုန်းမဟုတ်ပဲတိုးပွားနေတဲ့ဘုန်းအဲ့ဒီတိုးပွားနေတဲ့ဘုံကြောင့်တင်းရဲ့လှုပ်ဆောင်တဲ့အရာလည်းတစ်ဖြည်းဖြည်းနဲ့ကြီးထွားလာတာဖြစ်တယ်။ဒါရွေးလှုပ်ဆောင်နိုင်တာဖြစ်တယ်။အာမင်။အာမင်။တင်းကိုဖခင်ဘာပေးလဲဘုံပေးတယ်ဖခင်။ဟာလေလုယာဘုံပါလာရင်လုံသမျှမှာအောင်မြင်တဲ့ခွင့်ကိုဖခင်ခံပြည့်စုံပေးတယ်။အဲ့ဒီဘုံကတင်းလုံနိုင်လို့ရတာမဟုတ်ဘဲနဲ့တားတော်ကြောင့်ဖခင်ကအဲ့ဒီဘုံတွေကိုပေးတဲ့ဖခင်ရှင်ဖြစ်တယ်။အာမင်။ဒါကြောင့်ဟေရှာ60အငယ်1မှာပြောလဲသင်ထလောလင်းလောသင်အလင်းရောက်လာပြီလို့ပြောတယ်ထာပြိုင်ဘုံတော်သည်သင်ထာပြိုင်ဘုံတော်သည်သင်ရပေါ်မှာပေါ်ထွန်းလဲရှိတယ်ပြော the glory of God is upon you hallelujah the glory of God is upon you ဖခင်ရဲ့ဘုံအသင်ပေါ်မှာရှိတယ်ဖျားဘုံရှိတဲ့သူကဘာကွာချလဲဖျားဘုံရှိတဲ့သူကရှေးဆက်ရင်ဆိုင်မဲ့ရောက်ဘာတခုမှမကြောက်ဘူးသူရင်ဆိုင်ရဲတယ်သူရင်ဆိုင်နိုင်တယ်ဘာကြောင့်ဆိုငါနဲ့တူရှိတဲ့ဖျားကငါရဲ့အသက်တော်ဖျားရဲ့ဘုံနဲ့လွှမ်းခြုံထားတဲ့အတွက်ကြောင့်ငါပြုမြတ်မှာအောင်မြင်တဲ့သူဖြစ်တယ်အာမင်ဘသူအဖြစ်လဲယေရှုဘသူအဖြစ်ယေရှုဘသူအဖြစ်ယေရှုအဖြစ်ဒီအဲ့ဒီအရာကိုသင်နားမလည်လို့မရအောင်အေဖက်တစ်ကိုသင်ပြန်သွားဖျားသခင်ကချစ်တော်မူသောသားတော်ကြောင့်ငါတို့အားပေးတယ်ဖခင်ပါပေးလို့ပေးမှတင်မသိလို့မရဘူးချစ်တော်မူသောသားတော်ကြောင့်ယေရှုကငါရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့သဘောပေါက်လိုက်တဲ့အချိန်ကနေငါရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့ဝန်ခံလိုက်တဲ့နေ့ကနေစပြီးတော့မှတင်ဒီမင်္ဂလာတွေရှိတယ်အာမင်တင်ပါတာတင်အရန်တော်လို့တက်လို့အရန်စက္ကန့်နိုင်လို့မဟုတ်ဘဲနဲ့သားတော်ကြောင့်ငါတို့ကပေးတယ်ဘသူကြောင့်ယေရှုကြောင့်အာမင်ဘုရားခင်ချစ်တော်မူသောသားတော်ကြောင့်ငါတို့ကဘာပေးလဲဂျေဇုတော်ဤဘာလဲဘုံတဲ့ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာဘာကိုချီးမွမ်းမှာလဲဘုရားရှင်ပြင်ဆင်ပေးတဲ့ဘုံတဲ့တော်ကိုချီးမွမ်းတတ်ဖို့အင်မတန်အရေးကြီးတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဟေရှာ60မှာပြောထားလို့လင်းလို့တင်းတင်းရောက်လာထားလို့လင်းလို့ဆိုအဓိပ္ပာယ်ပါလေမင်းဘာမှစိတ်တက်ကြစရာမလိုမင်းဘာမှစိတ်ပြတ်စရာမလိုဘုရားခင်ရဲ့ဘုန်းတော်အသင်ပေါ်မှာပေါ်ထွန်းလက်ရှိတယ်ထားစမ်းမှာလင်းစမ်းမှာလှုပ်ရှားရှိတယ်လှုပ်စမ်းမှာဘာလို့စိတ်တက်ကြမှာလဲဘာလို့စိတ်ပြတ်နေမှာလဲဘာလို့အားငယ်နေမှာလဲဘာကြောင့်ဒီမှာပဲရက်နေမှာလဲ do something say something do something God is about to do something new don't give up get up and walk get up and do something ယုံကြည်ခြင်းနဲ့စတင်အကောင့်ထဲပေါ်ဖို့ဘုရားလိုရှိတယ်အာမင်ငါဘာမှမလုပ်တတ်ဘူး no တင်ခွန်နဲ့ပြည့်စုံစေတဲ့ခရစ်တော်အဖြစ်ခတ်သိမ်းတော်မူလို့တင်တက်ဆွမ်းနိုင်တဲ့သူကျွန်တော်ဘာလို့မှမသိဘူးလို့တင်ပြောနေရင်တခုပဲရှိတယ်သင်ကိုဘုရားသခင်ပညာပေးနိုင်တယ်အာမင်ဘုရားသခင်ပညာကိုပေးတော်မူတဲ့နားလည်နိုင်သောဉာဏ်ဒီနှုတ်ကပတ်တော်အဖြစ်ဖြစ်တယ်ဆိုတော့တင်ဘာလို့မလဲဘာမှလှုပ်ရှားမရှိဘူးဘာလို့မှမသိဘူးဆိုရင်စတင်လို့ဘုရားနဲ့ချိန်ယူတော့စတင်ဘာလို့မလဲဘုရားနဲ့ချိန်ယူဘာမှစိတ်တက်ကြစရာမလိုဘာမှစိတ်တက်ကြစရာမလိုဘာမှစိတ်တက်ကြစရာမလိုတင်စိတ်တက်ကြလာပြီဆိုရင်ဘုရားခင်ပြောတယ်မင်းစိတ်တက်ထားလို့လင်းလို့အဓိပ္ပာယ်ပါလဲမင်းတို့ငါကြံစီထားတဲ့ကြံစီအကြီးတွေပဲဟာလေလုယာတင်တို့ဘုရားပြင်ဆင်ထားတဲ့အကြံစီကအတင်းအမိမမွေးခင်ကပင်တင်ပရိသတ်တွေမဆွဲခင်ကပင်အဖေနဲ့အမေရီးစားမဖြစ်ခင်ရပင် come on ဘာဖြစ်လဲအဖေနဲ့အမေ
ယေရမိအနာဂတ်အခန်းကြီး1ကိုခဏကြည့်အောင်ငယ်9လောက်ကနေကြည့်အောင်ယေရမိခန်းကြီး1အငယ်4ရနဲ့သွားမယ် သာရဖျား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက် ငါစီတို့ရောက်၍ မိန်တော်မူသည်က ဒါဖျားမိန်နဲ့စကားပါလေတင်းကိုအမိဝန်းထဲ၌ ငါမဖန်ဆင်းမီတင်းကိုငါသိပြီ ဟာလေလုယာဖျားခင်တင်းကိုသိတယ်ဖျားခင်တင်းကိုသိတယ်စိတ်ဓာတ်မချနဲ့ဖျားခင်တင်းကိုသိတယ် အာမင် ငါ့ကိုဘယ်သူမှမသိဘူးဆိုစိတ်ဓာတ်ကြနေတယ်ဖျားခင်တင်းကိုသိတယ် အာမင် ဟာလေလုယာငါဘာမို့ငါတကောင်ကြွဘာတကောင်ကြွမှာမဟုတ်ဘူးတင်းကကြွမဟုတ်တင်းကဖျားသားသမီးဟာလေလုယာတင်းကဖျားသားတကောင်ကြွငါ့ကိုဘယ်သူမှလည်းမရှိဘူးငါမှဘယ်သူမှလည်းမရှိဘူးတင်းမှာယေရှုရှိရအရာခတ်သိရှိတယ်ဟာလေလုယာမိဘမကတဲ့စွန့်ပြမထားတဲ့ဖျားတင်းကိုဘယ်တော့မှတကောင်ကြွမဖြစ်စေဘူးအာမင်ဒီမိသားစုထဲမှာလာတော့ဘုရားခင်ထားပေးတာဘာတကောင်ကြွဖြစ်ချင်သေးတာလဲအသင်းတော်ဆိုတင်းရဲ့မိသားစုပဲလေတယောက်နဲ့တယောက်အပြစ်တင်နေတာမိသားစုမဟုတ်ဘူးတယောက်တယောက်ကောင်းချီးပေးတာတယောက်တယောက်ဖေးမတာတယောက်နဲ့တယောက်ထူမတာတယောက်တင်းတယောက်တုံနေတာတင်းတော်မဟုတ်ဘူးတယောက်ရဲ့အားနေချက်ကိုတယောက်ကပြန်လဲပြီးတော့မှအာတာချက်နဲ့ပြန်လဲဆွဲထူပြီးတော့မှအာမင်Don't you pure Masgabale? Just do it, man. Do something. Pinamashipia, do something. Hallelujah. Get up and do something. Amen. You can do it. Pinamashipia, you can do it. Amen, 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 amen. Oh, Andy Duara, the Chido Baby, Body Shop, you're not a gala, she's a name at Tua, Saturday, American name you with the Bible says that. Bah, say the jazz at Joshima. Amen. The Chido movement to Peter, look down your country, be out your country, be out in the Chido movement to Peter. Then the Chido movement to Peter. Amen. Amen. Samuel, Bama, say the jazz at Joshima. Hey, ngã music team này về giáo con nào là shape ở biển sông biển là, tiếng của ami one day này ngã mà phan sĩ mình tiếng của ngã tì đấy, tiếng của batu mà tiếng ném sẽ tiếng ở phía mình, hi ra mà phía kia này tiếng của phía chuyện cao thà bây giờ. Nhìn vào bữa bé lâu bé lâu bà sẽ mà phá mì gà bên tiêu ngã ta xin này thì sẽ gà em đã ăn ó gì con này mà mới kia hay là mà mới kia đấy gà đấy tiêu ngã ta xin gì đấy mấy ông bà lâu bé biết thế mà tôi xin gì ngã mấy mà mới kia này lúc ấy nên là thòng cái đấy gà ngã lúc ấy là nên là thòng cái đấy mấy biết điều ngã sẽ cho thà bị đà Hallelujah mà mới là cái mấy mà phá mi gà bên ngã tiếng của ngã ta xin gì đấy đấy Giêsu lâu cái này mà tiếng biết chuyện sai đấy xin là tiếng mới bị lá luôn mới bọn này ta tiếng áp hệ mi đâu mà mới đi Thằng em lúc này nên là thằng đấy tiếng biết chuyện alo sắp bé bị đó thế sao mà phá mi gà bên tiếng ngã ta xin gì để xem mẹ mà học bên này tiền lâu ya mẹ ai hà của bà tua cho tiền bị đó mà ordain lâu thà bị đó khán thà đấy lúc mà lúc biểu đấy English mà giờ I ordain thee a prophet unto the nations
prophet to the aspire prophet to the nation of nations. Hey, hallelujah, hallelujah. Amen. Do you get the nale? We pull out a time why. Pasa machine out cheap doma. Ange chaulo sakapio dade. Ange chaulo doa, memia doa. Nagare, oh, Simpia, Tarabia. Chinodi. Ah, any madoka sayauda. Chinoma, Bama Malonda bow. Mabiota bow. Body shop pionida lelo. Chino tunge pibare. Chino, Bama Malonda bow. Tapia. Chino di tunge pidelo. Mabione. Chino ngeba dide. Bangerale. Bada ita Maria at the lazy Joma New Tia Hokainala. No! I mean, one nigga being a mere use it, Habida. Amen. Amen. Tia Chido Mutuku, Pubo Diniama, Disagao, Jazzy Rapide. Chido Mugo, Pubo Diniama, Disagao, Jazzy Rapide. I change to share the thing I say, look at so to share the thing to me. I change out Namata, toes out the sense of Yame. Hallelujah. Mata Nigo Monmado, Loga Male, Payadkin, Lokaina Ayago, Lota Tuarelu, Beduma Taloniaro. Amen. Yakin Lokaina, Sunday Los on Telavi Soino. Sada Sanyipi. You know my pure like summer. Eh, at that time, my unit a yard, she lay me. She lay me no, low in a she lay me. Say the jazz amalo. Pianta. A goes on Piamiole. Make a kedo, make a candy kuneng, a kunema babiole. Namuga. Laiso, Namuga. Taura Piago, Miolimi, Nago, Getting no Mudo, Pialkingo, Nakolomi, Nai Piakindi, Nasgago, Nataudomumi. This is a go, Tia Loya Jumpaduma, Namatawi Neba say, this is a gago, Nataune Payashide. Hallelujah. To me, I think they got them and being gone and pick up Pilame. I think them and mean them and China they will say, Pia can't think the Chima Chancy, she Tabida. Hallelujah. Namuga, Tapiago, Miolime Pioya, Namuga. Nago getting over the Piakio Na. I Piakin the Nazagano. This go, Baduma Namatowing names and Tia Sagago and Yea Nato Chinepia. Hallelujah. Hallelujah. In this gama yang kau ne. Therefore I will look unto the Lord. Teo tin te amien David teo name bio ne lurio tin bama focus lo sia chao mshiu. Teo focus a tingo amien da saga na thao mi teo na le pe de Yeshu focus lo lai sama. And I will wait for the God of my salvation. My God will hear me. My God will hear me. Young, my God will hear me. Things ago, not on the Payashire. Things ago, they say when Zara Payashire. Hallelujah. Then to Chima Chansi Tana Payaki Shire. Hallelujah. Hallelujah. Shekaraba Sotorobo Shitiaba. Here Sinaji. Janza Rema.
ဂိလရဲ့သားယေဖသဆိုတဲ့သူတယောက်ရှိတယ်ဂိလရဲ့သားဂိလကမိန်းမရှိရနဲ့သူပြစ်ဒဇာမနဲ့သွားအိတ်တယ်သွားအိတ်တော့အဲ့ဒီပြစ်ဒဇာမအပြင်ကလေးရလာတယ်ခင်ဗျရလာတဲ့ကလေးကသူ့ရဲ့နာမည်ယေဖသတဲ့ဆိုတော့ပြစ်ဒဇာမနဲ့ရတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီပြစ်ဒဇာမသူ့အလုပ်သူလုပ်မယ်လေနင်းကိုမွေးပေးတာကိုကျေးဇူးတင်ဆိုပြီးတော့မှမွေးလာတဲ့ကလေးကိုသူ့အိမ်မှာလာပြစ်ချသွားတယ်ကျမ်းစာတေချာဖတ်ကြည့်သူ့ရဲ့နာမည်ကအဲ့ဒီဦးလေးနာမည်ကဂိလတ်တဲ့အဲ့ဒီဦးလေးနာမည်ဂိလတ်ဆိုတဲ့နာမည်ဘယ်သူမှဟောစားမမဲ့ကြပါနဲ့ခင်ဗျဆိုဒီဂိလတ်ဆိုတဲ့သူကပြည့်စုံမနဲ့တော့အဲ့ပြီးတော့အဲ့ဒီပြည့်စုံမကလေးရသွားတယ်အဲ့ဒီကလေးကိုပြည့်စုံမမွေးလဲမွေးပေးပြီးတော့သူ့အိမ်မှာလာပြစ်ထားခဲ့တယ်။ဘာလို့ငါလုံးငါပြန်လုံးမယ်။နေကလေးငါထိုင်ကြည့်နိုင်မှုချိန်မရှိဘူး။ပြောအဲ့ကလေးကအဲ့ဒီအိမ်မှာဘယ်လောက်မျက်နှာငယ်မလဲစဉ်းစားရအောင်။ဘယ်လောက်မျက်နှာငယ်မလဲ။ဘယ်လောက်မျက်နှာငယ်မလဲ။အရွယ်ရောက်လာတဲ့အခါမှာဂိလတ်ရဲ့သားတွေကဘာပြောလဲဆိုတော့မင်းရတဲ့ငါတို့အမေကနေမွေးလာတဲ့ကောင်မဟုတ်တဲ့အတွက်ကြောင့်ငါတို့နဲ့အတူအမွေမခံသင့်ဘူးတဲ့ဒိုးတော်တဲ့ခစ်စကားနဲ့ပြောရင်တော့ဒိုးတော်ကွာငါတို့အိမ်မှာကြက်တည်မရှိဘူးမင်းပြစ်ဒဇာမသားဆိုတော့သူများပြောတော့ငါတို့ရှက်တယ်ဒိုးတော်ကွာအမွေမခံရဟုတ်ရေပတကိုဆိုရင်နင်ထုတ်နေတယ်အငယ်တစ်ကိုခဏလေးဖတ်ကြည့်အောင်ဂိလမြို့သားယေဖသခွန်အားကြီးတော်သူရဲ့ဖြစ်တယ်သူ့အဘကဂိလသူ့အမိကပြစ်ဒဇာဖြစ်တယ်ပြစ်ဒဇာမသားအခုခစ်ဆိုရင်တော့ဘလောက်မျက်နှာငယ်လဲအဲ့တော့ပို့ဆိုးတယ်အတိုင်းဝိုင်းတစ်ခုမှသူခေါင်းဖော်စရာတော့မရှိဘူးဒါပေမဲ့အဲ့လိုလူမျိုးဖရာသခင်ကြည့်တယ်နော်အံ့ဩစရာကြီးအငယ်3ထိုကယေဘသသည်ညီတို့စီမှထွက်သွားရဲ့တော်ဘာပြည်၌နေသဖြင့်လက်ပေါ်သောသူတို့သည်သူထံမှစီးဝေးသူနောက်သို့လိုက်ကြသည်ဖရာသခင်သူ့ခေါင်းဆောင်ဖြစ်လာစေပြီဘာဖြစ်စေပြီလဲဘာဖြစ်စေပြီလဲဘာဖြစ်စေပြီလဲခေါင်းဆောင်ဖြစ်စေတည်တာမကောက်သူ့မှာအစွမ်းတစ်ခုပါလာတယ်ဒါကြောင့် I will show you great and mighty things တင်မှာလေရှိမစွတ်တဲ့ဘုရားခင်ထည့်ထားပေးလိုက်တဲ့အကြံစီအကြီးရှိတယ်ယေဖသလေကျွန်တော်သူငယ်ဖြစ်တယ်တဲ့ဘာမှမပြောတတ်ပါရှောက်ပြောနေတာသူကမမွေးခင်ကပင်သူ့ကိုဘုရားသခင်တိုင်းနိုင်ငံအတီးတီးတော့ပရောဖက်နေရာမှာခံထားပေးတာသူ့ဖတ်တာသူမသိတော့ဘာဖြစ်လဲကျွန်တော်သူငယ်ဖြစ်တယ်တဲ့ကျွန်တော်မဟောမပြောတတ်ပါတဲ့မဟောမပြောတတ်ပါလို့ပြောတဲ့သူကမမွေးခင်တည်းကဘုရားသခင်သူ့ကိုတိုင်းနိုင်ငံအတီးတီးတော့ပရောဖက်နေရာမှာခံထားပေးတာGod already ordained you to do great and mighty things. ဘာအဲ့ဒီဟာကိုနားမလဲတဲ့သူဟာစိတ်တကြနေတယ်စိတ်ကြောက်သူငယ်ပဲကျွန်တော်ဘယ်သူမှတော့စင်မသွင်းသူငယ်ဆိုသိလားသူကသူပြောတာကျွန်တော်ဘယ်သူမှစင်မသွင်းကျွန်တော်ပြောတဲ့စကားလည်းဘယ်သူမှနားမထောင်ဘယ်သူမှလည်းကျွန်တော်ပြောတဲ့စကားကိုအာယုံပြုတ်မှလည်းမဟုတ်တဲ့အတွက်ကြောင့် please ယေရှုပြကျွန်တော်ဖတ်တာ leave me alone မင်းအလုံးမပြောနဲ့တဲ့မင်းအလုံးမပြောနဲ့မင်းမမွေးခင်ကပဲမဟုတ်ကျွန်တော်မတန့်ရှင်းဘူးအေးမင်းကိုမင်းမတန့်ရှင်းတော့မင်းကသာပြောနာငါမင်းမမွေးခင်နဲ့ငါမင်းတန့်ရှင်းစေပြီသားမင်းကိုမင်းရဲ့လက်ရှိအခြေအနေကြည့်တော့မင်းမတတ်ရှင်းပြောနေတာမင်းမမွေးခင်ကလေးကပဲငါမင်းတတ်ရှင်းစေပြီသားမင်းမမွေးခင်ကပဲငါမင်းတတ်ရှင်းစေပြီသားကောင်းတဲ့ဘောပေါက်လိုက်မှာဖျားခင်သားတော်ယေရှုခရစ်တော်ရဲ့အသွေးတော်သည်ငါအပြည့်ရှိသမျှကိုစေကြောပြီလို့သဘောပေါက်ရင်
ယေရှုတင်တဲ့ကိုတော့အတွေ့အကြုံချင်းအဖြစ်အပြစ်လွတ်ခြင်းယေရှုကိုရတော့ကြောင်းအထူးပဲယေရှုတင်ပါတယ်ကိုရောဒီကျွန်ုပ်ရဲ့ကယ်တင်ရှင်အရှင်သခင်ဖြစ်ကြောင်းဝန်ခံပါတယ် That's it Hallelujah တဲ့ဖတ်တာစိတ်ဓာတ်တွေသာကြာနာသူ့ဖတ်တာယေရမိရဲ့စိတ်ဓာတ်တွေသာကြာနာသူ့မမွေးခင်နဲ့ဘုရားသခင်သူ့အတွက်အကောင်းဆုံးပြင်ဆင်ထားပြီးသားတဲ့ဖတ်တာစိတ်ဓာတ်တွေကြာနာတဲ့အတွက်ဘုရားသခင်တဲ့မမွေးခင်နဲ့တဲ့အတွက်အကောင်းဆုံးအကြံစီထားပြီးသားရှေ့မဆွကြရပဲပြင်ဆင်ထားပြီးသားတဲ့အတွက်အကောင်းဆုံးပြင်ဆင်ထားပြီးသားဝိညာဉ်ထဲနဲ့တင်ကြားပါစေတဲ့အတွက်ဘုရားရှင်အကောင်းဆုံးပြင်ဆင်ထားပြီးသားတဲ့ဖတ်တာသူငယ်ဖြစ်ပါတယ်သူငယ်ဖြစ်ပါတယ်ကျွန်တော်ဘာမှမလုပ်တတ်ပါဘူးရှောင်းပြောနေဘယ်သူမှတင်းကိုနေရာမပေးဘူးရှောင်းမပြောနဲ့နေရာမပေးတဲ့သူကိုဘုရားခင်ထိတ်ဆုံးချီးမြှောက်တယ်ဖခင်နေရာမပေးတဲ့သူထိတ်ဆုံးဒီဘုရားချီးမြှောက်တယ်ဖခင်နေရာမပေးတဲ့သူထိတ်ဆုံးဒီဘုရားချီးမြှောက်တယ်ဖခင်ဒါကြောင့်ဒါဝိဒ်ကိုဘယ်သူမှဗိတ်သိက်ပေးမဲ့ပွဲမှာမခေါ်ထားဘူးဒါဝိဒ်ကိုဘယ်သူမှမခေါ်ဖိတ်ထားဘူးဘာဖြစ်လို့ဆိုဒါဝိဒ်အရေးချင်းနဲ့ဒီပွဲနဲ့ဘာမှဆိုင်ဘူးလို့လူတတ်မှတ်ပါစေဖခင်မတတ်မှတ်ဘူးသင်ကိုတိတ်ချစ်တဲ့ဖခင်ရှိတယ်သင်ကိုတိတ်ချစ်တဲ့ဖခင်ရှိတယ်သင်ကိုတိတ်ချစ်တဲ့ဖခင်ရှိတယ်သင်ကိုတိတ်နားလဲပေးတဲ့ဖခင်ခင်ရှိတယ်သင်ဘာသာသင်ပေါက်ကြရစိတ်လို့လိုက်ပြီးတော့ပေါက်ကြရတဲ့သင်လုတ်ခဲ့ပါစေတစ်ချက်ပဲဖျားပတ်ပြန်လှည့်လိုက်စမ်းပါဒီအရာတွေတာညင်းဝင်နေပြီဒီအရာတွေသမီးညင်းဝင်နေပြီဒူးဆိုင်ဆိုတာကလေဘလောက်ပဲလှုပ်လို့တစ်ချိန်မှာညင်းဝင်လာတယ်စိတ်တက်ကြလာတယ်မလှုပ်ရှင်တော့ဘူးဘလို့လှုပ်ရဘလို့ရုပ်ထွက်မှမသိတော့တစ်ချက်လေးလှည့်လိုက်စမ်းပါဖျားပတ်ကိုတစ်ချက်လေးတတိယလိုက်စမ်းပါမိခါလို့ငါမူကထာဝရဘုရားကိုမျော်လင့်မိငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုငါခိုးလုံးမိငါ၏ဖျားခင်သည်ငါစကားကိုနားထောင်တော်မူမိပြောတင်းစကားဘယ်သူနားထောင်လဲတင်းစကားဘယ်သူနားထောင်လဲတင်းရဲ့ယောက်ျားတော်နားမထောင်နေပါစေတင်းစကားဘုရားနားထောင်နေတင်းကိုတိတ်ချစ်ပါလို့ဆိုတင်းယောက်ျားတင်းကိုဟလာဘာသူကြားတဲ့လူနားမထောင်တော့ဘူးရေရှည်ကြရင်ညင်းငွေလာတဲ့နေရာလဲစကားရမ်းများတဲ့ခါမှာယောက်ျားတွေလည်းပြောလာကြောက်ပူတာခံလိုက်တယ်နားပူတာယောက်ျားတွေနားပူပေမဲ့တင်းစကားကိုနားမပူတာဖယားအာမင်အမေတစ်ချိန်တည်းမှာတင်းရတာနားပူနေတာယောက်ျားနဲ့မိန်းမအငင်းတန်တာယောက်ျားအငင်းတန်တာကအတင်းတန်တာကအတူတူပဲယောက်ျားနဲ့မိန်းမထိုင်ညင်းမိန်းမရှုံးတယ်တကယ်အငင်းထူတာယောက်ျားတော့ကျမ်းစာဘာပြောလဲယောက်ျားတို့တဲ့အချင်းယောက်ျားတို့တန်ရှင်းသောလက်ကိုချီလက်ညင်းခုန်ချင်းကိုမပြုတ်ပဲအရင်လာတာတန်ရှင်းသောလက်ကိုချီပြီးတော့ဆူတောင်းကြရတဲ့ဖခင်ခင်ကောင်းကောင်းသိတယ်ညင်းခုန်တတ်တာယောက်ျားဆိုတာဆူတောင်းချင်းမှာလုံးဝစိတ်မပါတာယောက်ျားဆိုတာဖခင်သိတယ်ဒီနှစ်ချက်ပဲဖခင်ပြောတယ်ယောက်ျားတွေကိုညင်းခုန်ချင်းကိုပယ်ရှားဘာသူပြောလဲမိန်းမမပြောဘူးကျမ်းစာမှာယောက်ျားအငင်းထူတဲ့တော့ယောက်ျားဒီနေ့နောက်တိုင်းရပါဆိုပဲအာမင်ဘသူပဲတင်းစကားနားမထောင်နေပါစေထာပြောင်းငါမျော်လင့်မယ်ငါ့ကိုကယ်တင်တော်မူသောဘုရားခင်ကိုငါခိုးလုံးမယ်ငါ၏ဘုရားခင်သည်ငါစကားကိုနားထောင်တော်တင်းရဲ့စကားကိုနားထောင်တဲ့ဘုရားခင်ရှိတယ်တင်းတို့အကောင်းဆုံးပြင်ဆင်ထားတဲ့ဘုရားခင်ရှိတယ်ဟာလေလုယာစုပ်ပြတ်တတ်နေပါစေပျောက်သောသားကဲ့သို့ပြန်လာခဲ့စမ်းပါဘုရားကလက်ခံပြီးတော့လေတင်းစကားဘလောက်ပြောနိုင်မယ်ပြောစားသူတညလုံးနားထောင်ပေးမှာဘုရားပဲ
ဒါပဲလားမဟုတ်ဘူးတင်ရေးပြောရမယ်အငယ်ရှိကိုသွားချင်းရန်သူငါပေါ်မှာဝါကြောဝမ်းမြောက်ခြင်းမရှိနဲ့အာမင်ငါဒီလိုမျိုးအရှုံးနဲ့ငါဘဝအဆုံးသတ်မယ်လို့မင်းလာမထင်နဲ့ငါကအရှုံးနဲ့ဆုံးသတ်မယ်သူမဟုတ်ဘူးငါကပန်းနိုင်ရအောင်သွားမယ်သူငါအပြင်ပြခင်ဘုံတော်ထင်ရှားမယ်ငါလဲတော့လဲမကြောက်ငါလဲတော့လဲမောင်မိုက်နိုင်ထိုင်ရတော့လဲထားပြစီငါကြီးအလင်းတင်းမောင်မိုက်ထဲမှာပဲကြာထားမယ်ဖေမအလင်းထဲမှာပြန်ဆွဲထုတ်လို့ချီးမြှောက်မယ်ဖေလက်ကုပ်တီးလဲနာမတော်ကောင်းကြီးပေးရဟာလေလုယာဘုရားခင်တင်းကိုကြည်တော်မူပြုတော်မယ်ကြည်တော်မူပြုတော်မယ်ကြည်တော်မူပြုတော်မယ်နိုင်ငံတကာနဲ့ဆိုင်တဲ့ကောင်းကြီးလူမျိုးတွေကနဲ့ဆိုင်တဲ့ကောင်းကြီးတင့်တော့ဘုရားပြင်ဆင်ထားပြီးသွားပြီအာမင်စိတ်ရမချနဲ့လက်ရှိချင်းတွေအားလုံးကဘုရားခင်တင်းကို blessing မလာခင်မှာ lesson ခဏပေးနာပဲဖြစ်တယ် hallelujah ယုံကြည်သူတို့ပြဿနာမရှိဘူး lesson ပဲရှိတယ်ယုံကြည်သူတို့ပြဿနာမရှိဘာပဲရှိလဲ lesson ပြီးပါလာလေ that's it lesson ပြီးပါလာမလဲအခုကြုံတွေ့တဲ့ပြဿနာတင်းတော့ပါလဲ lesson ပြီးပါလဲ yeah hallelujah ဘုရားခင်နာမဘုန်းကြီးပါစေပြဿနာကြုံတွေ့နေတဲ့သူတွေအခက်ခဲကြုံတွေ့နေတဲ့သူတွေတင်းတော့ပါလဲ lesson တင်းငန်းစာဖြစ်ယူလိုက်စမ်းပါမကြခင်မှာပါလာတော့မလဲအခုကြုံတွေ့တဲ့ပြဿနာရှောက်မပြောနဲ့ပြဿနာမဟုတ်အဲ့ဒါပါလဲ lesson ပြောလိုက်ခဏပဲlesson ပြီးရင်hallelujah ဘုရားခင်နာမဘုန်းကြီးပါစေ lesson ပြီး blessing လာတော့မယ် hallelujah ပြောလိုက်တကယ်ချင်းအဲ့ဒါပြဿနာမဟုတ် hallelujah ပြောလိုက် one name နဲ့lesson ဖြစ်တယ် lesson ပြီးပါလာမလဲShakara City Baba Hallelujah lesson being Hallelujah တင်းရပန်းနိုင်ကိုရောက်ဖို့မဲ့ဖခင်က ready ဖြစ်နေပြီတင်း ready ဖြစ်ပြီလားတင်းရပန်းနိုင်ကိုရောက်ဖို့မဲ့ဖခင် ready ဖြစ်နေပြီတင်း ready ဖြစ်ပြီလားready ဖြစ်တဲ့သူတွေစိတ်ဓာတ်ကြမနေနဲ့ခါချပ်လိုက်ကိုလုံးခါချပ်လိုက်ဒီအပြဿနာခက်ခဲဝမ်းနေခြင်းတွေစိတ်ပြတ်ခြင်းတွေပူပန်ခြင်းတွေအားလုံးအရှင်းတော့ရှိပါတယ်ပါလဲခါရှာတယ်ကွာကြတယ်မသိဘူးစာတန်းထိုးပေးစုမယ်မွေးအဲ့ဒါစာတန်းမရှိငါတော့ကွာချတာခါရှာတယ်အကုန်လုံးမကုန်အာမင်ဆိုညီကိုမောင်မတော်မှတ်ထားပြီဒီနေ့ message တင်းအတွက်ဖရားသခင်ပန်းနိုင်ရအောင်ပို့မယ်တဲ့အဲ့ဒါ message ပဲ predestined ဆိုတဲ့စကားမင်းမမွေးခင်တည်းကမင်းအတွက်ငါကောင်းဆုံးပြင်ဆင်ထားပြီသားငါမင်းကိုပန်းနိုင်ရအောင်ပို့မှာပြောလိုက်ပန်းနိုင်ရအောင်ဖရားပို့မှာလန်တော်မှာတောထဲမှာပဲလေဘရသေမဲ့ထဲမှာတင်မပါဘူးပန်းနိုင်ရအောင်ဖရားပို့မယ်မကြောက်ပန်းနိုင်ရအောင်ဖရားပို့မယ်ဒီမကြောက်ပါလေပန်းနိုင်ရအောင်ဒီတော့ရှိပလာအမွေခံရနေမျိုးတင်သိမ့်ပါရမှာချိန်သေးတယ်အရှုံးနဲ့ဆုံးမတတ်ဘူးအရှုံးနဲ့ဆုံးမတတ်ဘူး
အမွေခံရနေမျိုးတင်စတင်နေရမယ်သူဖြစ်တယ်ယေရှုနာမနဲ့ချိန်ဟာလေလုယာတိတ်ပါရမယ်တိတ်ပါရမယ်တိတ်ပါရမယ်ယေရှုအဖြစ်တဲ့အလိုပြည့်စုံရမယ်တခုပဲအလဲစားမခံနဲ့အလဲစားမခံနဲ့လမ်းတော်မှာရှုံးပေးဖို့မစင်စားနဲ့လမ်းတော်မှာရှုံးပေးဖို့မစင်စားနဲ့လမ်းတော်မှာရှုံးပေးဖို့မစင်စားနဲ့အရှုံးပေးဖို့မစင်စားနဲ့အဆုံးထိပို့မဲ့ဖျားရှိနေလို့ဖြစ်တယ်